လိုအပ်တယ်အာမင်ဖခင်ကိုမကြောက်ဘူးဆိုရင်တော့ဖခင်အတူလုံးလို့မရလူချို့တွေခေါ်တယ်ဖခင်ကြောင့်စခါနီးဆိုဖခင်ကျွန်တော်နဲ့အတူလုံးပါကျွန်တော်တရားဟောတဲ့အခါကျွန်တော် praise and worship ဦးဆောင်တဲ့အခါကျွန်တော်နဲ့အတူလုံးပါ9 မိနစ်စာဆူတောင်းအသက်ကိုအချေတောင်းတယ်ငိုလိုက်တာလေသူ့မလွယ်သူပဲသူ့လောက်ငိုတာ तू မရှိဘူးအမေ तू ဦးဆောင်ရင်ဖခင်အလုံးမလုပ်ဘူး तू နဲ့အတူတူဟာဒီလူခုနတော့ကတော့အကြီးကျယ်ဆူတောင်းထားတာအဲ့လောက်ငိုရင်တော့ဖခင် तू နဲ့အတူတူလုံးတက်တာပေါ့ကျမတို့အဲ့လိုမထင်ဘူးလားထင်တယ်နော်9 မိနစ်စာဆူတောင်းကိုတအားတကိုးပါတယ်ထင်တာအဲ့ဒီ9 မိနစ်နောက်ွယ်နာရီ90လောက်က तू လှုပ်ချင်တာပဲလှုပ်တာအကုန်ဖခင်ဆိုဘယ်နာနေမှန်းအောင် तू မသိဘူးဖခင်ကြောင့်တခါတော့ तू မစင်စားဘူးသူလှုပ်သမျှအားလုံးသူလှုပ်ချင်တာလှုပ်ပြီး9 မိနစ်နေတော့ကိုလိုကျွန်တော်နဲ့အတူလှုပ်လို့မရမယ်နော်ကိုလိုကျွန်တော်နဲ့မပါလို့မရဘူးနော်အိုးဘုရားကကျွန်တော်နဲ့အတူအလုံးမလို့ရင်ဘာဖြစ်သွားမလဲဘုရားကတွေးခဲ့တဲ့နိုင်90တော့သူ့ဘာမှကြည့်ရအောင်မဆိုင်နော်ဖုတ်လေးတဲ့ငပိရှိတယ်တော့မထင်ဘူးဘုရားခင်ဟုတ်လားဘုရားခင်ကိုကြောက်ရွံ့ခြင်းမရှိပဲတဲ့သူလှုပ်တဲ့အရာတိုင်းမှာတော့ဘုရားခင်အတူတူပါရှိစေခြင်းလို့မရဘူးဖြစ်တယ်ဟာလေလုယာအဲ့ဒီဘုရားခင်ကိုကြောက်ရွံ့တော်သူဖြစ်ပါအဲ့ဒီအရာကမိတ်ဆွေရဲ့အောင်မြင်ခြင်းပဲဖြစ်တယ်ဒီနေ့ကျွန်မဒီနေရာမှာလာတဲ့အခါမှာဒီမှာရှိတဲ့လူငယ်တွေကိုအရင်ချစ်တဲ့အတွက်ကြောင့်အောင်မြင်ခြင်းတော့ချက်ကိုပေးချင်တာဖြစ်တယ်။အဲ့ဒါကဘုရားကိုကြောက်ရွံ့ခြင်းဖြစ်တယ်။သင်ဘုရားကိုကြောက်ရွံ့ပြီးဆိုသင်ဟာအောင်မြင်တဲ့သူဖြစ်လာလိမ့်မယ်။သင်ကိုဒုတ်တချောင်းနဲ့လိုက်ပြီးတော့ကြည့်မယ်ဆရာမမလို့ဘူးဖြစ်တယ်။ဟာလေလုယာ။သင်ဘုရားကိုကြောက်တဲ့သူမှန်ပြီဆိုရင်အောင်မြင်မဲ့သူပဲ။ကျွန်မအသက်တော်ထဲမှာလူငယ်တွေကိုကျွန်မကြည့်လိုက်ရင်သိတယ်။ဘယ်သူကအောင်မြင်မဲ့လူလဲဘယ်သူကမအောင်မြင်မဲ့လူလဲဆိုတာတန်းသိတယ်အရင်သိတာဘာလို့ကြည့်ရင်သိလဲသိလားဖះကိုကြောက်တတ်လားမကြောက်တတ်လားကြည့်ရင်သိတယ်သူရဲ့အတ္တမှာဖះကိုစိတ်ဝင်စားလားဖះကိုကြောက်တတ်လားကြည့်တာနဲ့ဒီလူဟာအောင်မြင်မလားမအောင်မြင်မလားသိတာလားဖြစ်တယ်ဟာလေလုယာဘာဖြစ်လို့လဲဖះเจ้าကခဏလာတဲ့အချိန်မှာသူတို့ရဲ့အတ္တအကောင်းဆုံးအသက်ရှင်မယ်လေဒါပေမဲ့ဖះเจ้าနေကြွယ်ရထွက်သွားတဲ့အခါဖះကိုကြောက်တဲ့သူကပဲအကောင်းဆုံးအသက်ရှင်မှာဖြစ်တယ်အဲ့ဒီလူတွေကိုပဲဘုရားခင်ဟာဒီနေ့အောင်မြင်စေတယ်ဟာလေလုယာအဲကြောင့်မို့ကျမတို့အောင်မြင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ဘုရားခင်ကိုမကြောက်လို့မရဘူးဖြစ်တယ်အာမင်ဘုရားခင်ဟာဒီနေ့ကျမတို့ကိုကြီးမားမားကောင်းချီးပေးခြင်းတယ်ဘုရားခင်အောင်မြင်ခြင်းကိုလူတိုင်းကိုပေးခြင်းတယ်ဒါပေမဲ့သူ့ကိုကြောက်တဲ့သူတွေကပဲအောင်မြင်ခြင်းကိုရရှိနိုင်တာဖြစ်တယ်ဟာလေလုယာကျမတို့ဥပမာပေးမယ်ကျမတို့အထင်မကြီးတဲ့လူတွေမလေးစားတဲ့သူတွေနဲ့တူကျင်တဲ့သူရှိလားမရှိဘူးနော်သင်တခါမှအထင်မကြီးမလေးစားတဲ့လူမျိုးဖြစ်ချင်လိုက်တာတရက်မှာဘယ်လိုစွတောင်းမှုလဲမတောင်းပါဘူးဆရာဒေးဗစ်လားလို့ဖြစ်ချင်တယ်တရက်ကြရင်နော်လူတွေရှေ့မှာအေဝံဂေလိတရားဟောတဲ့လူဗိတ်သိက်ရှိတဲ့သူဖြစ်ချင်တယ်အဲ့ဒီခါမှာဘာဖြစ်လဲအထင်ကြီးတယ်သူ့ကိုလေးစားတယ်အဲ့ဒီခါမှာဘာဖြစ်လဲဆိုရင်သူနဲ့တူဖို့ရတော့တမစ조사ဘူးလားစ조사တယ်ဟုတ်လားဆရာဘလို့ဝစ်လဲဆရာဘလို့ကျမ်းစာဖတ်တယ်လဲဘလို့စွတောင်းလဲသင်စ조사တယ်သူ့လိုဖြစ်ဖို့ရန်အတွက်ဘာလို့လဲဆိုတော့သူ့ကိုအထင်ကြီးတဲ့အတွက်ကြောင့်ဖြစ်တယ်လေးစားတဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်ဒီလိုပဲသင်ဟာဘုရားခင်ကိုအထင်ကြီးတယ်ဘုရားခင်ကိုလေးစားတယ်ဆိုရင်သူနဲ့တူချင်လာမှာဖြစ်တယ်ဟာလေလုယာတူလာလိမ့်မယ်အာမင်သင်ဘုရားသခင်ကိုအထင်မကြီးဘူးဘုရားသခင်ကိုမလေးစားဘူးတနည်းအားဖြင့်ပြောမယ်ဆိုဘုရားခင်ကိုမကြောက်ဘူးအဲ့လူကဘယ်လိုဘုရားသခင်နဲ့တူလာမှာလဲတဖြည်းဖြည်းနှဆိုးနေပဲတူလာသူစဉ်းစားတာတွေသူတွေးခေါ်တာတွေဘာဖြစ်လဲဘုရားသခင်နဲ့နည်းနည်းလေးမှမတူဘာဖြစ်လို့လဲဘုရားသခင်ကိုမကြောက်ရွံ့တဲ့အတွက်ကြောင့်ဖြစ်တယ်ဒီနေ့ဘုရားသခင်ကဒီမှာရှိတဲ့လူတွေအားလုံးကိုသူနဲ့တူတဲ့သူ့သားသမီးတွေဖြစ်စေချင်တယ်ဒါပေမဲ့ဘုရားကိုကြောက်ရွံ့တဲ့သူကပဲဘုရားသခင်နဲ့တူလာမှာဖြစ်တယ်ဟာလေလုယာသင်ဘသူကိုအထင်ကြီးတယ်လေသင်ဘသူကိုလေးစားလေဒီနေ့ဘုရားခင်ကိုသင်ထင်ကြီးတယ်ဘုရားခင်ကိုလေးစားတယ်ဆိုရင်သင်သူနဲ့တူတဲ့သူဖြစ်လာလိမ့်မယ်အာမင်အဲ့တော့ဒီနေ့ကျမတို့ဒီကြောက်ရွံ့ခြင်းဟာကျမတို့ဘဝအတ္တထဲမှာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်အာမင်အဲ့တော့ကျမနဲ့သူကျမ်းစာအနည်းငယ်ဖတ်အောင်စာလံ33အငယ်8မှာပြောထားတယ်စာလံ33အငယ်8မှာဘာပြောလဲဖယားသခင်ကိုမြေကြီးတစ်ပြင်လုံးကကြောက်ရွံ့စေအားလုံးတို့ကဖယားထာဝရဘုရားကိုမြေကြီးတစ်ပြင်လုံးကြောက်ရွံ့စေလောကီနိုင်ငံသားအပေါင်းတို့သည်ယိုသေးလေးမြတ်ကြစေအာမင်ဖယားသခင်ကိုဘသူတွေကကြောက်ရွံ့မှာလို့ပြောထားလဲမြေကြီးတစ်ပြင်လုံးကကြောက်ရွံ့ရမယ်တဲ့အာမင်သင်မြေကြီးပေါ်မှာရှိနေတဲ့၍သင်ဖယားကိုကြောက်ရွံ့ရမယ်သ
တမြေကြီးပေါ်မှာမရှိပဲလေထဲပြန်နေရင်တော့သဘောပဲပေါ့မကြောက်ရင်မကြောက်နဲ့အမေမြေကြီးတပြင်းလုံးမှာရှိနေတဲ့လူမှန်သမျှဖျားကိုကြောက်ရွံ့ဖို့ရန်အတွက်လိုအပ်တယ်ဟာလေလုယာအဲ့ထဲမှာသင်ပါလားတော်ပါသေးတယ်နော်ပါတယ်လို့ကိုယ့်ဟာကိုသိလို့နော်မသိပါဘူးအချို့လူတွေလေထဲမှာပြန်နေသလားလို့နော်အဲ့တော့မြေကြီးပေါ်မှာရှိတဲ့ဒုတိုင်းဟာဘုရားခင်ကိုကြောက်ရွံ့ဖို့ရန်အတွက်လိုအပ်တယ်အာမင်လောကီနိုင်ငံသားအပေါင်းတို့သည်ဘုရားခင်ကိုလေးမြတ်ကြစေတဲ့ဟာလေလုယာအဲ့တော့သင်လောကီနိုင်ငံထဲမှာနေလားနေပါတယ်ဟာလေလုယာမလေးရှားနိုင်ငံမှာအခုနေတယ်မလားမြန်မာနိုင်ငံသားဟုတ်တယ်မလားဒါဆိုလောကီနိုင်ငံသားပဲဖြစ်တယ်ဟာလေလုယာဒါဆိုရင်သင်ဘုရားခင်ကိုဘာဖြစ်ရမလဲယိုသေးလေးမြတ်ရမယ်အာမင်ဘုရားသခင်ကိုယိုသေးလေးမြတ်ခြင်းပေးရမယ်သူဟာလူသားတိုင်းပဲဖြစ်တယ်ဒီလိုကြောင့်ကျွန်တော်တို့အားလုံးဟာဘုရားခင်ဖန်ဆင်းတဲ့အခါမှာသူ့ကိုယိုသေးလေးမြတ်ခြင်းပေးဖို့ရန်အတွက်လိုအပ်တယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုအပ်တယ်ဟာလေလုယာဟဲ့သူ့ကိုကျွန်တော်တို့ကြောက်ရွံ့မှုလိုအပ်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒါကိုကျွန်တော်တို့မေ့သွားလို့မရဘူးဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်တို့ဘယ်လိုသိနိုင်မလဲကျွန်တော်တို့ရဲ့အသက်တာထဲမှာဘယ်လိုမျိုးကျွန်တော်တို့ဟာကြောက်ရွံ့နေသူဟုတ်သလားကြောက်ရွံ့နေသူမဟုတ်ဘူးလားဆိုတာဘယ်လိုသိနိုင်မလဲဒီနေ့ခွဲခြားပြီးသိနိုင်တာဖြစ်တယ်နှုတ်ကပတ်တော်ထဲမှာအာဗြဟံသူ့ကိုဘုရားခင်ကသူအယမ်းချစ်တဲ့သူ့ရဲ့တူရီတော်သားအသက်ကြီးမှရတဲ့သားဣဇက်ကိုဘုရားခင်ကပြောလဲဆိုရင်သူ့အတွက်ရစ်ပူဇော်ဖို့ရန်အတွက်တောင်းတယ်အာဗြဟံအနေနဲ့ကြည့်မယ်ဆိုရင်ဒါအယမ်းခက်တဲ့အရာပဲဘုရားခင်ဒီသားအလွဲပြီးကျန်တာအကုန်တောင်းပါလို့ပြောလို့ရရင်တော့ပြောချင်တယ်ဒါပေမဲ့နော်အာဗြဟံကဘာဖြစ်လဲဆိုရင်ပေးတယ်သူ့ရဲ့သားဣဇက်ကိုရစ်ပူဇော်ဖို့သူဆုံးဖြတ်ချက်ချတယ်ဘုရားခင်ပြောတဲ့တောင်ပေါ်ကိုသူသွားတယ်ဣဇက်ကိုသူတပ်ဖို့ရန်ဒီဓာတ်ကိုရွေပြီးပြီဖြစ်တယ်ဘုရားခင်ပြောတာမှန်သမျှသူနာခံပြီးတော့လုပ်တယ်ဘာကြောင့်မလို့လဲဘုရားကိုကြောက်တဲ့အတွက်ကြောင့်ဖြစ်တယ်ဘုရားကိုချစ်ရုံမကောက်ဘုရားခင်ကိုကြောက်တယ်ဘုရားခင်ကိုယိုသေးတယ်ဘုရားစကားကဒါဆိုတာပဲအဲ့ဒါကိုငါအလင်းနဲ့ထားတယ်ငါအဲ့ဒီအတိုင်းလိုက်နာမယ်ငါအဲ့ဒီအတိုင်းလုပ်မယ်လို့ဆုံးဖြတ်ချက်ချထားတယ်အထွတ်မတက်ဘူးကိုရောကလည်းမလုပ်ပါနဲ့ကျွန်တော်မတီတားလေးတယောက်ပဲရှိတာဆိုပြီးတော့ခြေဆောင်လားမလုပ်ဘူးဘုရားခင်ကိုဘာဖြစ်လဲရိုးသေးတယ်ဘုရားခင်ပြောရင်ပြောတဲ့အတိုင်း तू လုပ်တယ်အာမင်ဘာကြောင့်လဲဆိုဘုရားခင်ကြောက်ရွံ့နေသူဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဟာလေလုယာဟိဒီကျမတို့တတ်တာထဲမှာသင်နာခံခြင်းရှိလားမရှိလားဆိုတာကသင်ကြောက်ရွံ့လားမကြောက်ရွံ့လားကိုပြသနေခြင်းပဲဖြစ်တယ်အာမင်ပြောပါဦးနာခံခြင်းသည်ဘုရားခင်ကိုကြောက်ရွံ့ခြင်းကိုပြသတယ်ဟာလေလုယာသင်ဘုရားခင်ကိုကြောက်ရွံ့နေဆိုရင်သင်နာခံလိမ့်မယ်အာမင်ဘေးကတကယ်ချင်းပြောပါဦးမင်းဘုရားကိုကြောက်ရင်နာခံလိမ့်မယ်အာမင်အဲ့တော့အာဗြဟံကလေနာခံတဲ့အခါမှာချက်ချင်းနာခံတာဖြစ်တယ်မကြန့်ကြောင်တစ်လလောက်မဆွဲထားကျမတို့ဆိုရင်တော့ဘာဖြစ်မလဲပေးပါဆိုရင်တော့နည်းနည်းလေးတော့ချိန်ဆွဲအောင်မယ်15ရက်ပဲဖြစ်ဖြစ်တစ်လပဲဖြစ်ဖြစ်ကိုရောရဲ့အဝကြည့်ပြစေအဝချစ်ပြစေအောင်ဒါပေမဲ့ချက်ချင်းသူနားထောင်ဘုရားခင်ပြောတယ်ပြောပြီးချက်ချင်းလုပ်တတ်တဲ့သူမျိုးဖြစ်တယ်ဟာလေလုယာအာဗြဟံကကြံ့ကြာပြီးတော့သူ့ရဲ့လုပ်ငန်းကိုသူမလုပ်ဘူးဖြစ်တယ်ချက်ချင်းနားထောင်ဘာကြောင့်ချက်ချင်းနားထောင်လဲဆိုသူဟာဖယားခင်ပေါ်မှာအမှန်တကယ်ကြောက်ရွံ့ခြင်းရှိတာဖြစ်တော့ကြောင့်ဖြစ်တယ်အာမင်သင်ဘယ်လောက်ကြောက်လဲဆိုတာသင်ချက်ချင်းနားထောင်လားနားမထောင်လားဆိုတာကြည့်သိနိုင်တာဖြစ်တယ်နာခံခြင်းဆိုတာ2မျိုးရှိတယ်အချို့ကနာခံတယ်ချက်ချင်းလုပ်တယ်အချို့ကနာခံတယ်ချက်ချင်းမလုပ်ဘူးကြာမှလုပ်တယ်ဒါပေမဲ့သူတို့ထင်တာကတော့ကြာမှလုပ်ရင်လေဒါနာခံတာပါပဲလို့သူတို့ထင်တယ်ကြာမှလုပ်ရင်လေနာခံတာဟုတ်လားဟုတ်ပါတယ်ဟုတ်တယ်နော်ကြာပြီးတော့မှလည်း तू လုပ်တယ်လေဟုတ်တယ်မလားကြာပေမဲ့လည်း तू လုပ်တော့လုပ်တယ်ဆရာစတီဗင်ကပြောတယ်
ဆရာမဆရာမိုက်ကအတန်မလာဘူးတော့ဖွင့်ပေးလိုက်လို့တယောက်ကိုပြောတယ်အဲ့နဲ့ तू ကဘာဖြစ်လဲဆိုတော့နားမထောင်ဘူးခဏတော့ဒါပေမဲ့ तू အားလုံးလည်းအစီအစဉ်ပြီးတော့ तू မိုက်သွားဖွင့်အဲ့ချိန်မှာဘယ်သူမှမရှိတော့မိုက်နဲ့ तू နဲ့ပဲကြံတော့နော်အဲ့လိုမျိုးဖွင့်လို့နားမထောင်ဘူးလားနားထောင်ပါတယ်ဒါပေမဲ့ကြောက်ရွံ့ခြင်းမပါတဲ့နားထောင်မှုမျိုးဖြစ်တယ်ဟုတ်လား तू က तू ကြိုက်တဲ့ချိန်မှာသွားဖွင့်ဖျားသခင်ခိုင်းတဲ့ချိန်မှာမလုတ်ဘဲနဲ့ကိုယ့်အကိုလှုပ်ချင်တဲ့ချိန်မှာလှုပ်တာဟာကြောက်ရွံ့ခြင်းမပါတဲ့နားထောင်မှုမျိုးဖြစ်တယ်အဲ့ဒါကဖျားသခင်လက်မခံဘူးဟာလေလုယာဒီနေ့ဖျားသခင်ကိုဒီနေ့ကြောက်ရွံ့တဲ့သူမျိုးဟာဘယ်လိုလုပ်လဲဆိုရင်အမြဲတမ်းဖျားပြောလိုက်ရင်ချက်ချင်းလုပ်တဲ့သူမျိုးဖြစ်တယ်ဖျားပြောလိုက်ရင်မဖြစ်နိုင်ဘူးသူ့အတွက်အရန်ခတ်တယ်သူ့အတွက်ဘယ်လိုမျိုးခက်ခဲတွေရှိနေပါစေအဲ့ဒါကိုသူချက်ချင်းလုပ်ဖို့ရန်အတွက်ဆုံးဖြတ်ချက်ချတယ်အဲ့ဒါဟာအဖျားသခင်ကိုအမှန်တကယ်ကြောက်ရွံ့တဲ့သူမျိုးဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဘုရားကိုကြောက်ရွံ့နေသူဖြစ်ချင်နေဆိုရင်လွယ်လွယ်လေးပဲဖြစ်တယ်ကျွန်တော်တို့လှုပ်တဲ့မြတ်မှာနာခံခြင်းနဲ့ချက်ချင်းလှုပ်တတ်ပါစေဘုရားကဘာခိုင်းလာလဲကျွန်တော်တို့ကိုချက်ချင်းနာခံခြင်းနဲ့လှုပ်ပါမကြသွားစေနဲ့ဘုရားကအခုချိန်လာတာအခုလှုပ်ဖို့လိုအပ်တယ်ဟာလေလုယာခုနပြောသလိုပဲကျွန်မတရားဟောတော့ကအတန်မဖွင့်မဲနဲ့တရားဟောလို့ပြီးအားလုံးစက်ကပ်ပြီးအိမ်ပြန်မှတရားမိုက်ကိုသွားဖွင့်ဘာမှမထူးတော့ဘူးဖြစ်တယ်ဟာလေလုယာဟင်းဖယားခင်ပြောနေတဲ့အချိန်မှာဖယားခင်ပြောတဲ့အရာခက်ခဲပေမဲ့မဖြစ်နိုင်ပေမဲ့တင့်ကြအရန်ခတ်ပေမဲ့ဒီနေ့လက်တွေ့ချက်ချင်းလုပ်လိုက်ရအောင်အဲ့ဒါဖယားကိုကြောက်ရွံ့နေသူတွေရဲ့အသက်တာဖြစ်တယ်ဟာလေလုယာကျမတို့အသင်းတော်အစပြုတဲ့အချိန်မှာအဲ့အချိန်မှာအသင်းတော်မှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗတ္တိဇံကြောင့်တရားဟောတယ်အသင်းတော်မှာအဲ့ခါမှာလူတွေအခြားသောဘာသာစကားရကြတယ်အချို့တွေလည်းမရကြဘူးအချို့တွေကလည်းအရန်ကြောက်တယ်အခြားသောဘာသာစကားပြောရမှာမသိရင်တရေတွေ့တာထက်သူတို့ပိုကြောက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ကကျမကိုပြန်ပြီးတော့တိုက်ခိုက်တယ်အဲ့ဒီလူတွေကကျမကိုလာပြောတယ်စောင့်ကြည့်အောင်ကြီးနေဆရာမဆာရာကျွန်တော်တို့ကဒီလိုအသင်းတော်ကလာတာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်နောက်ဘက်မှာဒီအကြောင်းတွေမသိရင်ကောင်းမယ်ကျမအဲ့လိုပြောတာဖြစ်တယ်တယောက်မဟုတ်နှစ်ယောက်မဟုတ်သုံးယောက်မဟုတ်အများကြီးပဲကျမကိုအဲ့လိုလာပြောကြကျမအသက်အဲ့တော့16နှစ်ပဲရှိသေးတယ်ကျမတို့အသင်းတော်စားတဲ့အချိန်မှာအဲ့တော့အသင်းတော်စားတဲ့အချိန်မှာအသက်ကလည်းငယ်သေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူများတွေအဲ့လိုမျိုးပြောတဲ့အခါမိန်းကလေးတယောက်အနေနဲ့အရန်ခံစားရတယ်ထဲထဲမှာအရန်လေးဝမ်းနေတယ်စိတ်လည်းမကောင်းဖြစ်တယ်အဲ့တော့ကျမကဒီလိုစဉ်းစားတယ်ဖယားသခင်အခြားသောဘာသာစကားတန်ရှင်သောဝိညာဉ်တော်ရဲ့ဗိတ္တိဇံကြောင့်ဘယ်တော့မှအသင်းတော်မှာမပြောတော့ဘူးကျမတယောက်ပဲအိတ်ခမ်းထဲမှာဆုတောင်းတဲ့ခါတောင်းမယ်နောက်ဆိုရင်ကျမအဲ့ဒီအကြောင်းမပြောတော့ဘာဖြစ်လို့ဆိုလူတွေအများကြီးကိုစိတ်နာစေအမှုတော်ဆောင်တော့သူများချစ်စေခြင်းလို့အမှုတော်ဆောင်ပါတယ်ဆိုမြတ်သူများတွေကိုမုန်းကုန်တယ်ကိုအဲ့တော့ဘာဖြစ်လဲဆိုကျမစိတ်ရမ်းပြတ်တယ်ဘုရားသခင်အဲ့လိုပြောတဲ့ခါဘုရားသခင်ကကျမကိုဘာပြောလဲသိလားဒါကမင်းရဲ့အလိုပဲတဲ့ငါအဲ့လိုမျိုးအလိုရှိရမဟုတ်ဘူးကျမတို့ဒါနဲ့ရေစကြည်လားအနာဂတ်ကျမ်းကိုဘုရားသခင်ဖတ်ခိုင်းဘာပြောလဲဆိုရင်ဒီလူတွေရဲ့မင်းကိုဆန့်ကျင်တာမဟုတ်ငါ့ကိုလည်းဆန့်ကျင်တာဖြစ်တယ်ဒါပေမဲ့ငါမင်းပြောခိုင်းတဲ့အရာကိုပြောပါမပြောဘူးဆိုရင်အဲ့ဒီအကျွေးတော့မင်းစီမှာငါတောင်းမယ်တဲ့ဒါပေမဲ့မင်းပြောလို့သူတို့နားမထောင်ဘူးဆိုရင်အဲ့ဒီအရာတော့သူတို့စီမှာအဲ့ဒီအကျွေးကိုငါတောင်းမယ်လို့ဘုရားသခင်ကပြောတယ်အဲ့ဒီကျမကိုဘုရားသခင်တိုက်ရိုက်စကားပြောတယ်အဲ့ဒါဘာလဲဆိုရင်ဆက်ပြောဆက်ပြီးတော့ဝိညာဉ်တော်နဲ့လူငယ်တွေတွာလာတတ်ဖို့ရန်အတွက်ပြောပါလို့ပြောတယ်အဲ့ဒီခါမှာကျမဘာလုပ်လဲဆိုရင်ဖះကိုကျမကြောက်တဲ့စိတ်တစ်ခုတည်းနဲ့လူတွေကိုလည်းကျမအရန်ကြောက်ပါတယ်ကျမကိုရန်တွေ့တဲ့လူတွေမျက်နှာကိုကျမကြောက်ပါတယ်ဘယ်သူမဆိုကိုရန်လာတွေ့တဲ့လူမကြောက်တဲ့လူမရှိပါဘူးဒါပေမဲ့အဲ့ဒီလူတွေထက်ကျမဖះခင်ကိုပိုကြောက်ဖို့ဆုံးဖြတ်ချက်ချတယ်ဒါနဲ့ကျမအဲ့ဒီအရာကိုဆက်ပြီးနာခံဖို့ရန်အတွက်ဆုံးဖြတ်ချက်ချတယ်အဲ့ဒီအတွက်ကြောင့်မလို့အသင်းတော်မှာဆက်ပြီးတော့ဟောတယ်တဘောမကြောက်လို့ထွက်သွားတဲ့သူတွေလည်းရှိတယ်မတတ်နိုင်ဘူးဖြစ်တယ်သူတို့ထက်ကျမဖះခင်ကိုပိုကြောက်တယ်ဒါနဲ့ကျမတို့ဆက်ပြီးတော့လှုပ်ဆောင်တဲ့အခါမှာအံ့ဩစရာကောင်းတာဖြစ်တယ်ဖះခင်ကကျမတို့အစပြုတော့က home stay မှာလူ10ယောက်ပဲရှိတယ်။ဒါပေမဲ့အခုချိန်မှာအပတ်စဉ် attendance ဆိုတာ900ရှိရဖြစ်တယ်။ hallelujah အပတ်စဉ်မှာလူ900တက်တဲ့အသင်းတော်ဖြစ်လာတယ်။လူငယ်တွေဘုရားခင်တို့အယံစိတ်အားကြီးတဲ့အသင်းတော်ဖြစ်လာတယ်။ဒါဘယ်ကနေစပြုတယ်လဲဆိုဘုရားကိုကြောက်ရွံ့ခြင်းကနေစပြုတယ်။ဘုရားခင်ကိုကျမမကြောက်ခဲ့ဘူး။အဲ့ဒီအတိုင်းကျမမလုပ်ဘူးဆိုရင်အသင်းတော်ကိုတိုးပွားစေတာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်။လူတွေရဲ့တရားဟောနိုင်ခြင်းမဟုတ်ဘူးဖြစ်တယ်လူတွေရဲ့စီမံခန့်ခွဲမှုတော်ခြင်းကြောင့်မဟုတ်ဘူးဖြစ်တယ်ဝိညာဉ်တော်ဖခင်ကသာလူတွေကိုပြောင်းလဲစေတာဖြစ်တယ်
သူ့ကိုကျမကြောက်ရွံ့ပြီးနေရပေးတဲ့အခါသူ့ရဲ့စကားကိုယိုသေးတဲ့အခါသူ့ရဲ့စကားကိုဂုဏ်ပြုတဲ့အခါမှာဝိညာဉ်တော်ကကြီးမားစွာအလုပ်လုပ်တာဖြစ်တယ်လူတွေမြောက်များစွာပြောင်းလဲလာတယ်အခုကျမတို့အသင်းတော်ခုလာမယ့်အောက်တိုဘာဆိုရင်9 နှစ်ပြည့်ဖြစ်တယ်9 နှစ်အတွင်းမှာအရှိန်ဟုန်နဲ့ဒိုးတက်ဖို့ဆိုတာလုံးဝမလွယ်တဲ့အရာဖြစ်တယ်လူအနေနဲ့မဖြစ်နိုင်ဘူးဒါပေမဲ့ဖယားကိုနာခံတဲ့အခါဖယားကိုကြောက်ရွံ့တဲ့အခါဘုရားကအံ့ဩဖွယ်ရာအရာတွေသင်ရဲ့အသက်တာထဲမှာဖြစ်လာစေလိမ့်မယ်ဟာလေလုယာမိတ်ဆွေအောင်မြင်ခြင်းနဲ့ဆိုရင်အောင်မြင်ခြင်းတော့ချာဘုရားခင်ကိုကြောက်ရွံ့ခြင်းဖြစ်တယ်သင်ဘုရားခင်ကိုလုံလောက်စွာကြောက်မယ်ဆိုရင်သင်ဟာအောင်မြင်သူပဲဖြစ်တယ်ဟာလေလုယာဘေးကငယ်ချင်းကိုပြောပါအောင်ဘုရားခင်ကိုကြောက်ရအောင်အာမင်ဘုရားကိုကြောက်မယ်ဆိုရင်ဘုရားခင်ကိုနာခံဖို့လိုအပ်တယ်ဟာလေလုယာပြောပါအောင်ကျမတို့နားမထောင်ခြင်းကမကြောက်ရွံ့ခြင်းဖြစ်တယ်ကြည်ကြည်လေးပြောပါနားမထောင်ခြင်းကမကြောက်ရွံ့ခြင်းဖြစ်တယ်အာမင်ဘေးကလူမေးပါဦးမင်းကဘုရားစကားနားထောင်သူလားဟာလေလုယာဒီနေ့သင်နားထောင်ဖို့လိုအပ်တယ်နားမထောင်ဘူးဆိုရင်တော့သင်မကြောက်ဘူးဆိုတာပြောလိုက်တာနဲ့အတူတူပဲလက်သီးလက်မောင်းထိုးပြီးဘုရားခင်ကမင်းကိုမကြောက်ဘူးလို့ပြောစရာမလိုဘူးအလုံးပြောမှပဲမကြောက်တာမဟုတ်ဘူးဘုရားခင်ခေါ်ပြောတယ်ဘာဖြစ်လဲနားမထောင်ဘူးမသိချင်အောင်ဆောင်နေတယ်ဥပမာကျမတို့အချို့တွေဘာဖြစ်လဲကျမတို့မကြောက်တဲ့လူတွေကဘာဖြစ်လဲဆိုရင်ကျမတို့တခုခုပြောတယ်ခိုင်းနေဆိုရင်မသိချင်အောင်ဆောင်နေဒါတဲ့ပြောလိုက်တာပဲဖြစ်တယ်ဆရာမဆရာမင်းကငါမကြောက်ဘူးလို့ပြောစရာမလိုဘူးဘာလဲပြောတဲ့အရာကိုမလုပ်တာကဒါပြောနေတာပဲဖြစ်တယ်အတန်တိတ်ပြောနေလို့ခေါ်တယ်အဲ့ဒါဟုတ်လားအတန်တိတ်ပြောလိုက်တာပဲဂယုကိုမဆိုင်ဘူးချင်းလိုမျိုးဆိုငယုကိုမဆိုင်ဘူးလို့ပြောလိုက်တာ ਨੇ အတူတူပဲအတန်တိတ်ပဲဘာမှမလုပ်ဘဲနဲ့နေလိုက်တာဟာဂယုမဆိုင်ဘူးလို့ပြောလိုက်တာ ਨੇ အတူတူပဲဖြစ်တယ်အဲ့ဒီဘုရားခင်တင့်ကိုခိုင်းနေဘုရားခင်တင့်ကိုသုံးတစ်ခုပြောနေချက်ချင်းလို့ပါနေတိုင်းမှာလုပ်ရမယ့်အရာတွေနှုတ်ကပတ်တော်အားဖြင့်ဘုရားခင်စကားပြောတယ်နော်အချို့ကခက်ကိုခက်တယ်ကျမ်းစာကိုမဖတ်တာအဲ့ဒါတော့ဂိတ်ဆုံးသွားပြီဖြစ်တယ်ဘာလို့လို့လောက်ရမှန်းကိုမသိတော့တာဖြစ်တယ်အဲ့လိုတော့မလုပ်နဲ့ပေါ့ဟာလေလုယာကျမ်းစာဖတ်ဖို့လိုအပ်တယ်အာမင်အဲ့ဒီခါမှာဘုရားခင်ဘာလို့ရမလဲတင့်ကိုပြောလိမ့်မယ်အဲ့ဒီအရာကိုလက်တွေ့လုပ်လိုက်ပါဒီနေ့သင်နာခံမယ်ဆိုရင်ဘုရားခင်ကသင်ကိုကြီးစွာအောင်မြင်ခြင်းပေးလာမှာဖြစ်တယ်ဟာလေလုယာအဲ့တော့နားထောင်ခြင်းဟာကြောက်ရွံ့ခြင်းဖြစ်တယ်အာမင်နောက်တစ်ခုကျမနဲ့အတူတူကဖတ်ရအောင်နှစ်ကိုခန်းကြီး9အခန်းငယ်1ကိုရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး9အခန်းငယ်1စင်ပြေသေးလားပြေလားစိတ်ဝင်စားသေးလားဟုတ်ပြီအရင်တော်ကြတယ်ဟောယူစန်တာလူငယ်တယ်โอเคဖတ်ရအောင်နှစ်ကိုခန်းကြီး9အခန်းငယ်1 1 2 3ထို့ကြောင့်ချစ်သူတို့ထိုဂတိတော်များနှင့်ငါတို့သည်ဆိုင်ကြသည်ဖြစ်၍ကိုယ်ခန္ဓာ၏အညစ်အကြေးစိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့်ကိုကင်းစင်စေလျက်ဘုရားခင်ကိုကြောက်ရွံ့၍တန်ရှင်းခြင်းပါရမီနှင့်ပြည့်စုံကြကုန်အာမင်နောက်ဆုံးကြောင်းလေးကိုပြန်ဖတ်ရအောင်ဘုရားသခင်ကိုကြောက်ရွံ့၍တန်ရှင်းခြင်းပါရမီနှင့်ပြည့်စုံကြကုန်โอเคဘုရားသခင်ကိုကြောက်ရင်ဘာဖြစ်တယ်လဲတန်ရှင်းခြင်းပါရမီနဲ့ပြည့်စုံရမယ်အာမင်အဲ့တော့နေခြင်းတလို့နေပြီးဘုရားကိုကြောက်ပါတယ်လို့လာပြီးရွှေ့လို့မရဘူးဖြစ်တယ်ဘေးကလည်းပြောပါအောင်လာမဖောနဲ့လို့ပြောလိုက်အာမင်ကိုကြတော့အမလေးကြိုက်တာလုံးနေပြီးတော့တစ်ဖက်ကတော့ကြောက်ပါတယ်လုံးလို့မရဘူးကျမရဲ့အတော်တယောက်ရှိသူကအရန်အတန့်ကြိုက်အဲ့တော့သူအတန့်ကြိုက်တဲ့နေရာမှာကျမသွားဖွာလို့မရဘူးဖြစ်တယ်ငယ်ကကျမသူနဲ့အတူတူနေတယ်အပြိုကြီးဖြစ်တယ်အဲ့ဒီတုန်းကသူကအဲ့တော့သူ့ရဲ့အိတ်ခမ်းကိုသူတန့်ရှင်းနေအောင်ပြောင်းလဲနေအောင်သူထားတာဖြစ်တယ်လုံးဝနော်ကျမ်းပြင်တွေကလည်းကြောက်ပြားအဖြူရောင်ကတ်ထားတာသူကအဲ့တော့ကျမတို့ကခလေးတွေဆိုသိတယ်မလားဖုံတွေထဲမှာဖက်နှက်မပါပဲဆော့တာလေဆော့ပြီးခြေထောက်ညစ်ပါပြီးခြေထောက်ကြောင့်မကြီးတွေနဲ့အဲ့လိုမျိုးလုပ်ပြီးတော့ကျမကအေခန်းကနေဖြက်ပြေးလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲသိလားအဲ့ဒီအဖြူတွေပေါ်မှာအကုန်အမဲတွေကြံခဲ့မှာဖြစ်တယ်ဖုံတွေလုံးဝနော်အလှဆင်ပေးပြီးသားဖြစ်သွားမယ်အဲ့တော့ကျမကသူ့ကိုကြောက်တဲ့အတွက်ကြောင့်မလို့ तू ကအရန်တန့်နေဆိုတော့ကျမသိတဲ့အတွက်ကြောင့်မလို့ကျမဘယ်တော့မှသူ့ရဲ့အိမ်ကမဖြတ်ပြေးပြက်ပြေးညကြရင်ဒုံးနဲ့တွေ့မယ်ဆိုတော့ကျမသိအပြိုကြီးလည်းဖြစ်တယ်ဆိုတော့ညမှာမဟုတ်
အဲ့တော့ဘာလို့ရလဲဆိုတော့ကျမကအိမ်ကိုပတ်ပြီးတော့အနောက်ဖေးမှာခြေထောက်အရင်သွားဆေးရခြေထောက်ဆေးပြီးမှအေခန်းမှာဖက်နှက်ပြန်ချွတ်အနောက်မှာဖက်နှက်ချွတ်ရင်လည်းအိမ်ပြန်ထွက်မယ်ဆိုဖက်နှက်ကိုအနောက်မှာပြန်ယူရမှာဟုတ်အဲ့ဒါပြန်ကြောက်သေးတယ်အဲ့ဘာလို့လဲဆိုတော့အနောက်မှာပြန်လာအနောက်ကနေရှေ့ကိုပြန်လာဖက်နှက်ချွတ်ပြီးတော့မှတန်တန်ရှင်းရှင်းအေခန်းကိုကျမကဖြတ်အဲ့ဒီတော့မှပဲစိတ်လွတ်ကိုလွတ်ဘာလို့လဲဆိုတော့ကျမသူ့ကိုကြောက်လို့သူတန်တာကြိုက်တယ်ဆိုတော့ကျမသိတဲ့အတွက်သူ့ကိုကျမယိုသေးတဲ့အနေနဲ့သူ့ကိုကျမဂယုစိုက်တဲ့အနေနဲ့သူမကြိုက်တာကိုကျမမလုပ်ဘူးဖြစ်တယ်ဟာလေလုယာကျမတို့ဘုရားခင်ဟာတန်ရှင်းတဲ့ဘုရားခင်ဖြစ်တယ်အာမင်တန်ရှင်းခြင်းကိုနှစ်သက်တဲ့ဘုရားဖြစ်တယ်သင်ကတော့မနှစ်သက်ဒါတော့သင်အပိုင်းပဲဘုရားကတော့သိချတယ်သူကတန်ရှင်းခြင်းကိုနှစ်သက်တဲ့ဘုရားခင်ဖြစ်သူရဲ့ရှေ့မှာရှိနေတဲ့ကောင်းကင်တမန်တရက်တွေကဘာပြောလဲဆိုဘုရားခင်ဒီတန်ရှင်းတော်မူ၏တဲ့ဟာလေလုယာကျမတို့ကိုးကွယ်တဲ့ကြီးမြတ်တဲ့ဘုရားဟာတန်ရှင်းခြင်းကိုနှစ်သက်တဲ့ဘုရားဖြစ်တယ်အဲ့ဒါကိုသင်ကသူ့ရှေ့မှာသူတန်တာကိုနှစ်သက်တယ်ဆိုသိရသားနဲ့ကြိုက်တာလို့ညဉ့်ညမ်းဆိုအသက်ရှင်မယ်ဆိုရင်ဒါဘုရားခင်ကိုသင်မကြောက်တာပဲဖြစ်တယ်ကျမအတော်စိန်ခေါ်စရာမလိုထွက်ခဲ့ငါမင်းမကြောက်ဘူးလို့ပြောစရာမလိုသူ့အိမ်ခန်းထဲမှာကျမအဲ့လိုမျိုးညဉ့်ပတ်လှုပ်လိုက်တာနဲ့သိချတယ်ကျမသူ့ကိုမလေးစားဘူးဆိုတာပြလိုက်တာနဲ့အတူတူပဲဖြစ်တယ်ငါမင်းကိုယူမဆိုင်ဘူးမင်းကမင်းတန်တာကြိုက်မင်းကဇီစားကြောင်းနဲ့အပြိုကြီးလို့ကျမပြောလိုက်တာနဲ့အတူတူပဲဟုတ်တယ်မလားဘာဖြစ်လို့လဲကျမသူ့ကိုမလေးမစားလုပ်လိုက်တာနဲ့အတူတူပဲဖြစ်တယ်အဲ့ကျမတို့ဘုရားခင်ဟာတန်ရှင်းခြင်းကိုနှစ်သက်တယ်ဆိုဘာဖြစ်လို့ကျမတို့ကမတန်ရှင်းခြင်းတွေလှုပ်ပြီးတော့ပျော်နေနိုင်တာလဲကျမတို့ဘုရားခင်ကိုစိန်ခေါ်နေတာပဲဖြစ်တယ်ဘုရားခင်ကိုရောကအယမ်းကိုဇီစားကြောင်လုံးတယ်ဘာဖြစ်လို့တန်ရှင်းခြင်းတွေတလောက်နှစ်သက်နေရတာလဲကျမတို့ဘုရားခင်ကိုစိန်ခေါ်နေရတဲ့အတူတူပဲဖြစ်တယ်ကျမတို့ဘုရားခင်ကိုချစ်တယ်ဆိုရင်ဘုရားခင်ကိုဂုဏ်ပြုတယ်ဆိုရင်ဘုရားခင်ကိုကြောက်တယ်ဆိုရင်သူ့ကိုလေးစားတယ်ဆိုရင်သူမနှစ်သက်တဲ့မကောင်းတဲ့အရာတွေကိုဒီနေ့ကျမတို့ယွန်းရှာရအောင်မလုပ်ပါနဲ့ဟာလေလုယာမလုပ်ပါနဲ့အာမင်ဘေးရငယ်ချင်းကိုပြောပါအောင်မကောင်းတဲ့အရာတွေငါတို့ရှောင်ရအောင်အာမင်ဘုရားခင်ကိုကြောက်ရွံ့နေဆိုရင်မတန့်ရှင်းတဲ့အရာတွေကိုမတောက်ပါနဲ့အချို့လူတွေနော်ကောင်းကင်တမန်လေးတွေလိုပဲဘုရားเจ้าလာတန်ရှင်းတဲ့လက်တွေကိုမြောက်ပြီးကိုးကွယ်အောင်သမလေးသူတို့လည်းမြောက်တယ်တန်ရှင်းတဲ့လက်တွေခုနကတော့စေးပုတ်လိုက်ခါရဲဖွာထားတာနော်ဒီလက်ပဲအဲ့ဒါလေတန်ရှင်းတဲ့လက်တွေဖះသခင်ကတော့ဘာလဲဆိုတော့လေဒါစိန်ခေါ်နေတာဖြစ်တယ်မဖြစ်လဲတန်ရှင်းတဲ့လက်တွေမြောက်ပြီးလားပြီးမှဖြစ်သေးလဲကိုရောကိုချစ်တယ်ဖះသခင်ကတော့ပြောလိုက်တာဒါပေမဲ့ကိုရမှာတော့မတန်ရှင်းတာတွေအားလုံးလုပ်တယ်မကောင်းတဲ့မိန်းမတွေနဲ့နေတယ် living together နေတယ်မကောင်းတာတွေသူအကုန်လုပ်တယ်ဒါပေမဲ့အရှိကိုရောက်ရင်တော့ဘုရားခင်ကိုရောကိုကျွန်တော်ချစ်ပါတယ်ကိုရောကိုဂုဏ်ပြုပါတယ်ဘုရားခင်ပြောအဲ့ဒါတွေနေပြီးတော့ဘလို့ဂုဏ်ပြုနေတာလဲဒီနေတဲ့အချိန်မှာလေဘုရားခင်မြင်တယ်နော်အားလုံးမြင်တယ်ဘုရားခင်ကြွယ်ထားလို့ရတယ်ဘာမှမရှိဘူးဟာလေလုယာဘုရားเจ้าမှာချီးမွမ်းတာပဲဘုရားခင်မြင်တာမဟုတ်ဘူးမသိဘုရားခင်ကခေါင်းမိုးပေါ်မှာကတ်နေတဲ့ဘုရားလို့ဘာလို့နဲ့ဒီဘုရားเจ้าမှာမသိဘူးမြင်ပြီးတင်ဂုဏ်ပြုတာတွေကိုခြေနှက်ပြီးတော့ပီတိတွေဖြာနေတဲ့ဘုရားခင်မဟုတ်ဘူးဟာလေလုယာတဲ့အိမ်မှာဘလို့နေလဲဆိုတာလည်းမြင်နေဘုရားသူ့ကိုတကယ်ကြောက်လားမကြောက်လားဆိုမြင်နေဘုရားခင်ဖြစ်တယ်အာမင်အဲ့တော့ဒီဘုရားခင်မနဲ့တက်တာကိုကျမတို့ကြောက်ရွံ့ခြင်းကြောင့်မလုပ်တာဖြစ်တယ်အာမင်ဒီနေ့ကျမတို့ဒီခေတ်မျိုးဆက်တွေဒါဘုရားခင်ကိုကြောက်ရွံ့မယ်ဆိုရင်ကျမတို့မျိုးဆက်ဟာတကယ်ကိုဘုရားခင်ကြီးမားစွာအသုံးပြုလို့ရတဲ့မျိုးဆက်ဖြစ်လာမှာဖြစ်တယ်သူ့ရဲ့ဘုန်းတော်ကိုနေရာတိုင်းမှာထင်ရှားစေတဲ့လူငယ်တွေဖြစ်လာမယ်ဟာလေလုယာဒီနေ့မတန်ရှင်းခြင်းတွေကိုကျမတို့ယွန်းရှာရအောင်အဲ့ဒီအရာတွေကိုကျမတို့လက်နဲ့တောင်မတို့နဲ့အာမင်ပြောပါအောင်ပေးရလို့လက်နဲ့တောင်မတို့နဲ့ဟာလေလုယာအဲ့ကြောင့်တုတ်တန်ခန်းကြီး16အခန်းငယ်6မှာဒီလိုပြောထားတယ်ဖတ်ကြည့်အောင်တုတ်တန်ခန်းကြီး16အခန်းငယ်6မှာပရိုဂျက်တာနေလေထိုးပေးမှာဖြစ်တယ်โอเคဂယုဏတရားနဲ့သစ္စာတရားအဖြစ်အဖြစ်ပြေတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအဖြစ်ဒုစရိုက်ကိုရှောင်တတ်၏ဟာလေလုယာမှန်တယ်နော်အဖြစ်ပြေတာတော့ဘာကြောင့်မလို့ပြေလဲဂယုဏနဲ့သစ္စာကြောင့်ပြေတာ
မှန်တယ်သင်အပြစ်လုပ်တိုင်းပြေးတာသင်စူးစမ်းမှုကြောင့်တော့မဟုတ်ဘူးဂယုဏနဲ့သစ္စာကြောင့်သာအပြစ်ပြေးတာဖြစ်တယ်ဒါပေမဲ့ဒုစရိုက်ကိုသင်ရှောင်ဖို့ဆိုတာကတော့လေအဲ့ဒီဖခင်ကိုကြောက်မှပဲရမှာဖြစ်တယ်ဖခင်ကိုမကြောက်တဲ့လူကလေရှောင်ဖို့ဝေလာဝေအချို့ကဂယုဏတော်တွေအရင်ခံစားရတယ်ဖခင်သစ္စာရှိရှိလုပ်ပေးခြင်းနဲ့ခံစားရတယ်ဒါပေမဲ့အဲ့ဒုစရိုက်ထဲမှာ तू စပျော်နေတော့မယ်ဘာဖြစ်လို့လဲသိလားဖခင်ကိုမကြောက်တဲ့အတွက်ကြောင့်ဖြစ်တယ်သင်ဂယုဏနဲ့သစ္စာခံစားယုံတာမကဘူးဖြစ်တယ်ဒီနေ့သင်ရဲ့အသက်တာထဲမှာဖခင်ကိုပါကြောက်တတ်ဖို့လိုအပ်တယ်အဲ့ဒီလူကသာလေဒုစရိုက်ကိုယွန်ရှာမှာဖြစ်တယ်အဲ့ဒီလူကသာလေဒုစရိုက်ကိုရှောင်မှာဖြစ်တယ်အာမင်ဟာလေလုယာအဲ့ဒီနေ့ကျမတို့အသက်တာထဲမှာအဲ့ဒီအပြစ်ပြေယုံမေမကဘူးဖြစ်တယ်ဒုစရိုက်ကနေလွတ်မြောက်ဖို့ရန်အတွက်ကြောက်ရွံ့ရအောင်ကြောက်ရွံ့တဲ့အခါမှာလေသင်ဟာဒုစရိုက်ကိုရှောင်ရမှာဖြစ်တယ်အာမင်ဟာလေလုယာပြီးတော့နောက်တစ်ခုကျမနဲ့အတူတူကဖတ်ကြည့်အောင်ဟေရှာအခန်းကြီး7အခန်းငယ်2ကနေ3ကိုဖတ်ကြည့်အောင်ဟေရှာအခန်းကြီး7အခန်းငယ်2ကနေ3ထာဝရဘုရားဤဝိညာဉ်တော်ဒီဟုသောဉာဏ်ပညာကိုပေးသောဝိညာဉ်ဉာဏ်စီတက်ဆွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ်ထာဝရဘုရားကိုတည်၍ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်သည်ထိုသူအပေါ်မှာကျိန်းဝတ်တော်မူလိမ့်မည်ထိုသူသည်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့်မွေ့လျော်သည်ဖြစ်၍မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်မိမိနာကြားသည့်အတိုင်းဆုံးဖြတ်ပဲအာမင်အဲ့တော့ဘုရားကိုဘုရားခင်ရဲ့ဝိညာဉ်ပေးတဲ့အခါမှာဘာဖြစ်လဲဆိုရင်သူ့ရဲ့ဝိညာဉ်ကကြံစီသက်ဆွမ်းနိုင်ခြင်းကိုပေးတာပဲမဟုတ်ဘူးဖြစ်တယ်ဖခင်ကိုသိပြီးတော့ကြောက်ရွံ့တဲ့သဘောကိုလည်းပေးတယ်ဟာလေလုယာဟေးဝိညာဉ်တော်ကကျမတို့ကိုပေးတဲ့အခါမှာလုံနိုင်စွမ်းပဲပေးတာမဟုတ်ဘူးကြောက်နိုင်စွမ်းလည်းပေးတယ်ဖခင်ခင်ကိုအာမင်အဲ့တော့ဖခင်ခင်ကိုသင်ဟာကြောက်နိုင်စွမ်းဝိညာဉ်တော်ကသင်ကိုပေးလာတယ်ဆိုရင်သင်ကဘာဖြစ်တယ်လဲဆိုရင်ကြောက်ရွံ့နေဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်တော့ဘူးတဲ့နားကြားသည့်အတိုင်းမဆုံးဖြတ်တော့ဘူးတဲ့အာမင်ဝိညာဉ်တော်ကတင့်ကိုဘာပေးလဲကြောက်ရွံ့တတ်တဲ့ဝိညာဉ်သဘောကိုပေးတယ်ဟာလေလုယာဖခင်ကိုသင်ကြောက်ရွံ့တဲ့အခါမှာမြင်တဲ့အတိုင်းမစီရင်တော့ဘူးကြားတဲ့အတိုင်းလည်းမဆုံးဖြတ်တော့ဘူးဟာလေလုယာဘာကိုပြောချင်တာလဲဒီမှာကြည့်အောင်ဖခင်စီကနေသင်ဟာဖခင်ကိုကြောက်ရွံ့တဲ့ဝိညာဉ်ရောက်လာရင်လေတခြားလူနဲ့မတူတော့ဘူးဖြစ်တယ်ဘေးကလူကြောက်တာကိုသင်မကြောက်တော့ဘူးဖြစ်တယ်ဘေးကလူစိုးရိမ်နေတာတွေသင်မစိုးရိမ်တော့ဘာဖြစ်လို့လဲဆိုတော့သင်ဖခင်ကိုကြောက်တာဖြစ်တဲ့အတွက်ကျန်တဲ့လူကိုသင်မကြောက်တော့ဘူးဖြစ်တယ်ဟာလေလုယာကျမအရင်တုန်းကလူတွေကိုအရန်ကြောက်တတ်တယ်ကျမကပြောရမယ်ဆိုရင်အားငယ်တတ်တဲ့စိတ်သဘောရှိအရင်တုန်းကအခုတော့မဟုတ်အခုတော့ဘယ်သူမှမကြောက်ဘူးဖြစ်ဟာလေလုယာအရင်တုန်းကတော့ကြောက်တယ်ဘသူဘာဖြစ်ဖြစ်အရန်ခံစားတယ်ငိုတယ်အရန်ငိုလွယ်တယ်ဘုံပိုင်ကောင်းလို့ပဲကျမကခဏလေးဆိုငိုပြန်ပြီခဏလေးဆိုငိုပြန်ပြီအရင်တုန်းကနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာကြောင့်လို့အဲ့လိုမျိုးဖြစ်ကျမမြင်တဲ့အရာရာတိုင်းမှာကြောက်နေတဲ့အတွက်ကြောင့်ဖြစ်တယ်လူတွေငါ့ကိုကျမတရားဟောတဲ့အခါမှာတခါလေးမှစချင်းဟောခြင်းဆိုတော့လေသိတဲ့အတိုင်းပဲမကောင်းဘူးလေတရားဟောတာအဲ့တော့တရားဟောနေတဲ့အချိန်မှာချို့တွေကအာတန်းနေအချို့တွေကလည်းပြင်းတဲ့ပုံပေါက်တယ်ကျေးဇူးတော်ကြောင့်ဒီမှာတော့အဲ့လိုလူတရားမှမရှိပါဘူးအာမင်ဟာမေအာတန်းနေပြင်းတဲ့ပုံပေါက်တယ်ဟာအချို့ကြလည်းအိမ်သာသွားတယ်လို့လည်း9ခေါက်လောက်ထွက်ပြတယ်အဲ့ဒီခါမှတကယ်ခံစားရတာဖြစ်တယ်မြင်တဲ့အတိုင်းတရားစီရင်တယ်ကြားတဲ့အတိုင်းဆုံးဖြတ်ချက်ချတယ်ဟိုလူကနေအဲ့လိုပြောတယ်သိလားဆိုရင်စိတ်မကောင်းဖြစ်တယ်လူတွေကိုကျမကြောက်တာလူတွေနဲ့ပတ်သက်ပြီးကျမခံစားရတယ်လူတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့တုံ့ပြန်မှုတွေကိုကျမကြောက်တယ်ဟာရဲတွေကိုတော့အရန်တောင်းချမ်းနေတယ်ဆိုရင်ကြောက်တာပဲဘာမှမဆိုကျမကြောက်တတ်တဲ့သူမျိုးဖြစ်တယ်အဆိုးဆုံးကတော့တရုတ်တွေနဲ့လက်တွဲပြီးအလုံးလုံးရတဲ့အခါမှာကျမတို့အတင်းတော်စားတဲ့အချိန်မှာကျမကိုအရန်ဒုက္ခပေးတဲ့တရုတ်မတယောက်ရှိတကယ်ဒုက္ခပေးတာဖြစ်တယ်ဘုရားခင်ကျမကိုပေးတဲ့စူးပဲသူကတော့အလုံးဝဘုရားခင်ဖယ်ပေးပါလို့ပြောလဲဘုရားခင်သူ့မဖယ်ပေးသူကကျမနဲ့ပတ်သက်ပြီးတော့မကောင်းတာတွေကျမရဲ့ရုံးမှာပြန်ပြန်ပြီးတော့ပြောတယ်သူကကျမရှိမှတော့သူကကောင်းတယ်ပဲဒါပေမဲ့ကျမမကောင်းကြောင်းနေအမြဲတမ်းရုံးမဟုတ်တာတွေသူကပြန်ပြန်ပြီးပြောလို့ရှိဟဲ့ကျမလည်းအရင်ခက်တယ်ကျမသူ့မြင်တရေကိုမြင်တာဒီနေ့ဒီဘာလဲနတ်ဆိုးကိုမြင်တာထက်ပိုကြောက်တယ်သူတကယ်နတ်ဆိုးတဲ့ကြောက်ရတယ်သူ
နတ်ဆိုးတောင်မြန်တယ်သူကတည်င်းပို့တာအယမ်းမြန်အဲ့တော့ကျမသူ့မြင်တဲ့ခါတိုင်းမှာကျမရဲ့အထက်မှာအယမ်းကြောက်တယ်ကျမစဉ်းစားမိတယ်သူ့ကြောင့်မလို့ငါအလုပ်ထွက်တော့မယ်ငါမှုတော့မဆောင်တော့ဘူးလို့တော့ကျမစဉ်းစားမိတယ်ဒါပေမဲ့ဘုရားသခင်ကျမကိုသူ့ကိုမဖယ်ပေးဘူးဖြစ်တယ်ဒါပေမဲ့ဘုရားခင်ကကျမကိုသူ့ကိုမကြောက်အောင်လုပ်ပေးတယ်ဟာလေလုယာအခု तू ကကျမကိုပြန်ကြောက်နေရတယ်အာမင်အခု तू ကကျမကိုပြန်ကြောက်နေတယ်ကျမသူ့ကိုလုံးဝမကြောက်တော့ဘူးဖြစ်တယ်သူယုံထဲမှာလည်းမရှိတော့ဘူးအမှုတော်ထဲမှာလည်းအခုမပါရတော့ဘူးဖြစ်တယ်ကျမမဖယ်ပါဘူးဘုရားခင်သူ့ကသူဖယ်ပေးတာဖြစ်တယ်ဒါပေမဲ့ तू ကအခုချိန်လေးကျမကိုအရင်တုန်းကနဲ့မတူတဲ့မျက်နှာနဲ့ပြန်ဆက်ဆံတာဖြစ်တယ်ဟာဆာရာနဲ့ဘုရားခင်အရင်တုံးနေတော့အရင်ဝမ်းသာအရန်ကို तू မဟုတ်တဲ့ပုံစံပေါက်သွားပြီဖြစ်တယ်ဘာကြောင့်မလို့လဲဆိုတော့ကျမဖခင်ကိုကြောက်ရွံ့နေသူဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဖခင်ရဲ့အထက်မှာ confidence ရှိလာတယ်ဖခင်ရဲ့အထက်မှာစိတ်ချမှုရှိလာတယ်ကျမကိုဖခင်ရွေးထားတယ်ဆိုဘယ်သူမှဖယ်လို့မရအောင်ဖြစ်တယ်ကျမကိုဖခင်ဗိတ်သိက်တယ်ဆိုရင်ဘယ်သူကမှကျမကိုမထီမဲ့မြင်ပြလို့မရဘူးဖြစ်တယ်သူမျက်နှာဘလို့ပဲလို့စိတ်ထဲမှာတော့ကြည်နပ်နေဆိုတာကျမသိတယ်ဟာလေလုယာအာမင်ဟာလေလုယာအဲ့ကျမရဲ့အထက်မှာဖခင်ကိုကြောက်လာတဲ့အခါမှာဖခင်ကလည်းမိတ်ဆွေငါ့ကိုချီးမြှောက်တဲ့သူကိုငါချီးမြှောက်မယ်လို့ပြောထားတယ်ဘုရားဖြစ်တယ်ချီးမြှောက်ခြင်းဆိုတာကြောက်ရွံ့ခြင်းပဲဖြစ်တယ်အာမင်အဲ့တင်ဘုရားခင်ကိုချီးမြှောက်တယ်ဘုရားကိုကြောက်တဲ့လူကိုဘုရားခင်ကလည်းပြန်ပြီးချီးမြှောက်တယ်လူအလင်းမှာပြန်ပြီးတော့ချီးမြှောက်ပေးတယ်ဘုရားဖြစ်တယ်ပြန်ပြီးတော့ကျမရဲ့အထင်းမှာဟေးလူတွေကိုမကြောက်တတ်လာတော့ဘုရားခင်ကိုကြောက်တဲ့လူကဘယ်တော့မှလူကိုမကြောက်တော့ဘူးဖြစ်တယ်အာမင်တင်းရဲ့အထင်းမှာစိတ်ချမှုရလာတယ်ဘုရားနဲ့ပတ်သက်ပြီးတော့အာမင်ပြောပေါင်းပြရလို့လူတွေကိုမင်းကြောက်စရာမလိုဘူးဟာလေလုယာတင်မြင်တဲ့အတိုင်းတင်ကြားတဲ့အတိုင်းတင်တရားစီရင်စရာမလိုတော့လူတွေကိုတင်ကြောက်စရာမလိုတော့ဘူးဖြစ်တယ်ကျမကိုကြည့်မယ်ဆိုရင်တော့လူတော်တော်များများအနိုင်ကျင့်လို့ရတဲ့ပုံစံမျိုးပေါက်တယ်လူကလည်းတေးမင်္ဂလီလေးဖြစ်ပုတေးလေးနဲ့ဒီလူတွေဘယ်လိုမျိုးဥဆောင်နေလဲကျမရဲ့မှုတော်ထဲမှာအားလုံးကကျမတဲ့အသက်ကြီးတဲ့လူတွေပဲအမှုတော်ဆောင်ကားစားအသက်ကြီးတဲ့နော်ဦးလေးတွေပါတယ်ကိုအဖေအရွယ်တွေပါတယ်လူတွေကမထင်ဘူးကျမအနိုင်ကျင့်လို့ရမယ်ပဲထင်တာဒါပေမဲ့သူတို့လာကြည့်တော့အဲ့လိုမဟုတ်နေဘူးဖြစ်တယ်ဟာလေလုယာဒီနေ့ဖခင်သခင်ကျမကိုဘယ်သူမှမကြောက်စေဘူးဖြစ်တယ်ဘာဖြစ်လို့လဲဆိုသူ့ကိုကြောက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်ဒီနေ့မိတ်ဆွေသင်လူတွေကိုသင်ကြောက်နေတယ်ဆိုရင်သင်ဖခင်ကိုမကြောက်သေးတဲ့အတွက်ကြောင့်ဖြစ်တယ်ဖခင်ကိုသင်ကြောက်ရင်သင်ဟာမြင်တဲ့အတိုင်းတရားမစီရင်လာတော့ဘူးဖြစ်တယ်ဟာလေလုယာဖခင်ကသင်သူတို့ကိုမကြောက်စေဘူးဖခင်ကိုပဲကြောက်စေဖခင်ကိုကြောက်တယ်လို့ဟာလူကိုမကြောက်ဘူးဖြစ်တယ်အာမင်ပြောပါဦးကျမနဲ့သူခဏလောက်ဝင်ခံရအောင်ဒီချက်အရင်တကိုးပါတဲ့အချက်ဖြစ်တယ်အဲ့ဒီနေ့မှရှိလူငယ်အချို့လူတွေကိုကြောက်နေရတဲ့သူတွေရှိအချို့တငယ်ချင်းတွေကိုကြောက်ရတဲ့သူတွေရှိအချို့လုတ်ဖို့ဆောင်ဖက်တွေကိုကြောက်နေရတဲ့သူတွေရှိတဲ့ရင်ဘဝကိုသူတို့ဖျက်ဆီးပြနိုင်တယ်လို့သင်ထင်နေတဲ့သူတွေရှိကျမပြောမယ်ဘယ်လူကမှသင်ဘဝကိုမဖျက်ဆီးနိုင်ဘူးဖြစ်တယ်ဒီနေ့ဖခင်ကသင်ကိုရွေးထားတယ်ဆိုသင်မဲဖြစ်တယ်သင်ကိုဘယ်သူကမှဖယ်လို့မရသင်ကိုဘယ်သူကမှလှုပ်ခါလို့မရသင်ကိုဘယ်သူကမှအားငယ်အောင်လုပ်လို့မရဘူးဖြစ်တယ်သင်ဖခင်ကိုပဲကြောက်ဖို့လိုအပ်တာဖြစ်တယ်ဟာလေလုယာသူတို့ကိုကြောက်ဖို့မလိုအပ်ဘူးဟာလေလုယာကျမနဲ့သူဝင်ခိုင်းအောင်ကျွန်ုပ်ဒီဖခင်ကိုကြောက်ရွံ့တော်သူဖြစ်တယ်လူကိုမကြောက်တတ်အာမင်သင်ဟာဖခင်ကိုကြောက်တတ်တဲ့သူဖြစ်တယ်ဆိုရင်လူကိုသင်ကြောက်စရာမလိုဘူးဖြစ်တယ်အာမင်ဒီအရာဟာကျမကိုယ်တိုင်ဝင်ခံတဲ့အရာဖြစ်တယ်ကျမကိုယ်တိုင်ခံယူပြီးအသက်ရှင်တဲ့အရာဖြစ်တယ်ဒီလိုကြောင့်ဖခင်ကကျမကိုဒီနေ့အောင်မြင်တဲ့အသက်တာမှာအသက်ရှင်ခွင့်ပေးအပ်ဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ဖခင်ကသူ့ကိုချီးမြှောက်တဲ့အရက်မှာမွေ့လျော်ပြီးချီးမြှောက်တဲ့သူကိုပြန်လေချီးမြှောက်တဲ့ဖခင်ဖြစ်တယ်အာမင်နောက်ဆုံးချက်ကျမနဲ့သူတို့ကဖတ်ကြည့်အောင်စာလံအခန်းကြီး34အခန်းငယ်17ကနေ14ကိုဖတ်ရအောင်စာလံ34 17ကနေ14တွေ့ရင်သူကဖတ်ရအောင်အချင်းတငယ်တို့လာကြလို့ငါစကားကိုနားထောင်ကြလို့သာရဘုရားကိုကြောက်ရွံ့ခြင်းတရားကိုသင်တို့အားငါသွန်သင်မိကောင်းမွန်သောအရာကိုတွေ့မြင်ရမည်အကြောင်းအသက်ရှင်ခြင်းနှင့်တကွနေ့ရက်ကာလကိုတောင့်တလိုချင်သောသူမြည်သည်ကားစဖတ်ရအောင်ကိုရှာကိုမကောင်းသောအရာနှင့်ကင်းစေလောနှုတ်ခမ်းလဲမုတာစကားကိုမပြောစေနဲ့အာမင်ဘာပြောလဲဆိုတော့ငါစကားကိုနားထောင်ကြတဲ့လာခဲ့သူငယ်တို့တဲ့သူဖိတ်ခေါ်နေတာစာလန်ဆရာကလူငယ်တွေကိုဖိတ်ခေါ်ပြီးပြောတယ်ငါစကားကိုနားထောင်ပါ
ဖះကိုကြောက်ရွံ့ခြင်းတရားကိုမင်းတို့ကိုငါသင်ပေးမယ်ဖះကိုကြောက်တယ်ဆိုတော့ဘာလဲဆိုတော့ငါမင်းကိုသင်ပေးမယ်တဲ့အငယ်73မှာဘာပြောလဲဆိုရင်ဒီရှာကိုမကောင်းတဲ့အရင်းစီပါနှက်ခမ်းကိုမူတာစကားကိုမပြောစေနဲ့တဲ့အာမင်ဒီဖះကိုကြောက်ရွံ့ခြင်းဆိုတာဘာလဲဆိုရင်မိမိရဲ့နှုတ်ခမ်းကိုတန့်ရှင်းစေခြင်းပဲဖြစ်တယ်ဖះကိုကြောက်တဲ့လူကဘာသူဖြစ်ပြီမိမိကိုယ်တကူလုံးကိုချုပ်တီးနိုင်တော်သူဖြစ်၏တဲ့အာမင်စကားအပြင်အမှားမပါတဲ့သူကစုံလင်တဲ့သူဖြစ်တယ်တဲ့ကျွန်တော်တို့ဘုရားသခင်ကိုကျွန်တော်တို့ရဲ့အတ္တဓာတ်တစ်ခုလုံးမှာကောင်းဆုံးနေမပေးချင်ဘူးလားဘုရားသခင်ပေးချင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ तू ကအကောင်းဆုံးနေနဲ့ထိုက်တန်တဲ့ဘုရားဖြစ်တယ်အဲ့ဘယ်တင်ဘလို့မျိုးစုံလင်နိုင်မလဲဘလို့ပြည့်ပြည့်စုံတဲ့အတ္တဓာတ်ကိုတင်ပေးနိုင်မလဲဆိုရင်ဒီနှုတ်ပဲဖြစ်တယ်ဒီနှုတ်မှာအမားမပါဘူးဆိုတဲ့ဟာဆုံးလဲတဲ့ရဲ့နှုတ်ခမ်းတဲ့ဘုရားခင်ကိုမပြစ်မှားနဲ့လူတွေကိုမူတာမပြောနဲ့လူတွေကိုမကောင်းတာမပြောနဲ့ဒီနှုတ်ကိုတင်တန့်ရှင်းစေဖို့ရန်အတွက်လိုအပ်တယ်ဒီနှုတ်ကိုတင်တန့်ရှင်းစေတယ်ဆိုရင်ဘာဖြစ်လာမလဲဆိုရင်တဲ့ရဲ့အတ္တဓာတ်ကိုဘုရားခင်ကိုပြည့်ပြည့်စုံမတရားတာတွေပြောတဲ့အရာတွေအတွက်တရက်မှာဘုရားရှိမှမတရားရမှာဖြစ်တယ်ဒါတွေကိုကျမတို့သိဖို့လိုအပ်တယ်ဒီမှာလို့ဘုရားခင်ရဲ့ရှေ့မှောက်မှာဘုရားခင်အားလုံးသိတယ်ဆိုတာကိုသိရင်းနဲ့ဘာကြောင့်မလို့ကျမတို့ရဲ့နှုတ်ကိုမတန့်ရှင်းတဲ့အရာတွေနဲ့ပြည့်စုံပါလဲမကောင်းတဲ့အရာတဲ့နှုတ်ကပြောတဲ့အရာတွေကမမှန်တဲ့အရာတွေကဘာတွေလဲဆိုတော့ဘုရားခင်အားလုံးသိတယ်အာမင်ဘုရားကိုကြောက်တယ်ဆိုရင်ဘုရားခင်ရှိမှမလိမ္မာနဲ့ဟာလေလုယာအမြဲတမ်းအမှန်တိုင်းမပြောပါကြောက်ရွံ့တဲ့အတ္တတာဟာနှုတ်ကိုချုပ်တီးတဲ့အတ္တတာဖြစ်တယ်အာမင်ဒီအခြားတကူလုံးကိုချုပ်တီးလို့လွယ်ပေမဲ့ဒီရှာကိုချုပ်တီးရအရင်ခတ်တယ်ဒါပေမဲ့ဒီရှာကိုနိုင်ရင်အားလုံးနိုင်သွားပြီဖြစ်တယ်ဟာလေလုယာဟာဒီရှာကိုတန့်ရှင်းစေရဘာလို့ဆိုဒီရှာကဖျားရှိမှအရင်အရေးကြီးတယ်ကြောက်ရွံ့တဲ့သူဟာမိမိနှုတ်ကိုမူတာနဲ့ကင်းစင်စေတယ်အာမင်အမှန်နဲ့အရာတွေမပြောပါနဲ့ဟာလေလုယာကျွန်မဘုရားခင်ကိုကြောက်ရွံ့တဲ့အခါမှာကျွန်မရဲ့နှုတ်ကနေမကောင်းတဲ့အရာတွေကိုပြောဖို့ရတော့ကျွန်မညှင်းဆန်သူများရဲ့မကောင်းကြောင်းတွေသူများအတင်းတွေမပြောဘူးဖြစ်တယ်အဲ့လိုမကောင်းနေလို့မဟုတ်သူကကောင်းချင်လဲကောင်းမကောင်းချင်လဲမကောင်းဒါသူကိစ္စပဲဖြစ်တယ်ဒါပေမဲ့ကျွန်မဘုရားသခင်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့်မလို့ကျွန်မရဲ့နှုတ်ကိုတန့်ရှင်းစေဖို့ရန်အတွက်ထိမ့်သိမ်းရမှာကျွန်မတာဝန်ဖြစ်တယ်ဟာလေလုယာအာမင်ဟဲ့ဒီကျွန်မတို့ဘုရားကိုကြောက်ရွံ့ခြင်းအသက်တာမှာအသက်ရှင်ခြင်းလဲဆိုရင်ဘုရားသခင်နံပါတ်1ဘာဖြစ်ရမလဲနာခံဖို့ရန်အတွက်လိုအပ်တယ်ဟာလေလုယာသင်ဘုရားသခင်ကိုခိုင်းလာပြီဆိုရင်သင်ချက်ချင်းလုပ်ပါသင်အဲ့ဒီအသက်တာမှာအသက်ရှင်မယ်ဆိုရင်သင်ဟာဘုရားခင်ကိုကြောက်ရွံ့တတ်တဲ့အသက်တာဖြစ်တယ်နံပါတ်2တန့်ရှင်းခြင်းကိုနှစ်သက်ပါဟာလေလုယာဒီနေ့ဘုရားခင်ကိုကြောက်ရွံ့တဲ့သူဟာနာခံယုံမဲမကဘူးတန့်ရှင်းခြင်းအသက်တာကိုနှစ်သက်တဲ့သူဖြစ်တယ်ဘာလို့လဲဆိုတော့ကျမတို့ဘုရားခင်ကတန့်ရှင်းတယ်ဆိုတာသိတဲ့အတွက်ကြောင့်မို့လို့သူတန့်ရှင်းတဲ့အရာကိုနှစ်သက်တယ်ဆိုတော့ကျမတို့သိတဲ့အတွက်ကြောင့်တန့်ရှင်းခြင်းကိုကျမတို့နှစ်သက်ဖို့လိုအပ်တယ်အာမင်ဒါရင်နာမကသေးပဲနဲ့ကျမတို့အသက်တာထဲမှာဒုစရိုက်ကိုရှောင်ရမယ်တန့်ရှင်းခြင်းကိုနှစ်သက်ပြီးတော့ဒုစရိုက်ကိုရှောင်ရမယ်ဟာလေလုယာပြီးတဲ့အခါမှာဘုရားခင်ကိုကြောက်ရွံ့တဲ့အခါလူတွေကိုတင်မကြောက်ပါနဲ့အာမင်လူတွေကိုမကြောက်ဖဲနဲ့လူကိုတင်ကြောက်ရင်ဘုရားကိုတင်မကြောက်နိုင်ဘူးဖြစ်တယ်အဲ့နှစ်ခုကအများနဲ့ချိတ်ဆက်ထားတယ်ဘုရားကိုကြောက်ရင်လူကိုမကြောက်ဘူးဖြစ်တယ်အဲ့လူကိုကြောက်ရင်ဘုရားကိုမကြောက်ဘူးဖြစ်တယ်အချို့တင်းအောင်ဆရာတွေတော်တော်များများဘုရားခင်ခိုင်းတာမလုပ်တော့သူတို့အတင်းတော်လူကြီးတွေခိုင်းတာပဲလုပ်တော့ဘာဖြစ်လို့လဲဆိုလူကိုကြောက်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်ကျမတို့ဘုရားခင်လူကိုကြောက်ဖို့ဒီလောကမှာဖန်ဆင်းထားတာမဟုတ်ဘူးဖြစ်တယ်သူ့ကိုကြောက်ပြီးအသက်ရှင်သွားဖို့ဖန်ဆင်းထားတာဖြစ်တယ်ဟာလေလုယာအဲ့တဲ့လူကိုကြောက်နေရတယ်ဆိုရင်သင်ဘုရားခင်ကိုလုံးဝမကြောက်နိုင်ဘူးလူကိုမကြောက်ဖို့ဆုံးဖြတ်ချက်ချရနာခံဖို့ဆုံးဖြတ်ချက်ချရတန်ရှင်းစွာအသက်ရှင်ဖို့ဆုံးဖြတ်ချက်ချရဒုစရိုက်ကိုရှောင်ဖို့ဆုံးဖြတ်ချက်ချရလူကိုမကြောက်ဖို့ဆုံးဖြတ်ချက်ချရ
နှုတ်ကိုတန်ရှင်းစေဖို့ဆုံးဖြတ်ချက်ချရဟာလေလုယာဒီအရာဟာကျမတို့လူငယ်တွေအတွက်အောင်မြင်ဖို့ရန်အတွက်အရေးကြီးတဲ့အရာတွေဖြစ်တယ်ကျမတို့တစ်ဖက်မှာလေဘုရားခင်ကိုအရန်ချစ်ပြီးသက်ရှင်နိုင်တယ်နော်ဒါပေမဲ့တစ်ဖက်မှာသင်ဘုရားကိုမကြောက်ဘူးဆိုရင်ချစ်နေလျက်နဲ့ဒုစရိုက်တွေအများကြီးဆက်ပြုတ်နေအောင်မှာဖြစ်တယ်တနေ့မှာဆရာတယောက်မိန်းမနောက်တယောက်ထပ်ယူအဲ့နဲ့သူ့လူတွေကအရန်အံ့ဩကြဘာဖြစ်လို့တင်းဆရာတယောက်ဖြစ်ပြီးဒီလိုမျိုးအရာလုံနိုင်တာလဲလို့မေးတဲ့အခါမှာဆရာတယောက်ကသူ့ကိုသွားမေးတယ်ဘာဖြစ်လို့ဒီအရာကိုမင်းလုပ်တာလဲဒါပေမဲ့ဒီသွားမေးတဲ့ဆရာကဒီလူစိတ်အားငယ်သွားမှသူအရန်စိုးရိမ်အဲ့နဲ့ဘာပြောလဲဆိုမင်းစိတ်မပူပါနဲ့မင်းဒီလိုမျိုးဖြစ်နေပေမဲ့ဘုရားကမင်းကိုချစ်သေးတယ်လို့သူ့ကိုပြောဒါနဲ့အဲ့ဒီအမားလုပ်တဲ့တင်းအုပ်ဆရာကဘာပြန်ပြောလဲဆိုရင်တငယ်ချင်းမင်းငါရဲ့ဖြစ်ပျက်ကိုနားမလဲငါအခုလိုဖြစ်သွားတာဘုရားခင်ငါ့ကိုချစ်တယ်ဆိုတာငါမသိလို့မဟုတ်ဘုရားခင်ငါ့ကိုချစ်တယ်ဆိုတာငါအကျွမ်းမဲ့သိတယ်ယုံလဲယုံကြည်ဒါပေမဲ့ငါပြဿနာငါဘုရားခင်လုံးဝမကြောက်တာဘုရားခင်ကိုချစ်တယ်ဒါပေမဲ့ဘုရားခင်ကိုမကြောက်တာဖြစ်တယ်ဒီနေ့လူငယ်တွေကိုဘုရားခင်ကကွာရပါတယ်အေးဆေးပါဘာမှမဖြစ်ပါဘူးဆိုတော့ဖခင်ကိုအပေါ်စားသတ်မှတ်ချက်တွေထဲကနေကျမတို့ထွက်လာရအောင်သူခံထိုက်တဲ့ဂုဏ်ပြုခြင်းကိုသူ့ကိုပေးရအောင်သူခံထိုက်တဲ့လေးနဲ့ခြင်းကိုသူ့ကိုပေးရအောင်အဲ့ဒီတတ်တာထဲမှာကျမတို့အသက်ရှင်မယ်ဆိုရင်ကျမတို့နဲ့အတူဖခင်ကြီးစွာအလုပ်လုပ်မှာဖြစ်တယ်ကျမတို့အားဖြင့်ဖခင်ရဲ့ဘုန်းကိုလူတွေမြင်တွေ့ရမယ်အာမင်ဒီနေ့ကျမတို့ဖခင်ကိုကြောက်ရွံ့ခြင်းအသက်တာမှာအသက်ရှင်မှုဆုံးဖြတ်ချက်ချရအောင်အာမင်အဲ့တော့အကယ်လို့သင်ဆုံးဖြတ်ချက်ချမယ်ဆိုရင်ဒီနေ့သင်အတွက်ကိုညီပေးမဲ့သူရှိတယ်။တန်ရှင်သောဝိညာဉ်တော်ကကြောက်ရွံ့ခြင်းသဘောကိုပေးတဲ့ဘုရားဖြစ်တယ်။ဒီနေ့သင်ဘုရားကိုကြောက်အောင်လှုပ်ယူလို့မရပါဘူး။ငါကြောက်မယ်ပြောလို့မရပါဘူး။ဒါပေမဲ့ဝိညာဉ်တော်ကသင်ကိုကြောက်ရွံ့ခြင်းသဘောကိုထည့်ပေးမှာဖြစ်တယ်။သင်အဲ့ဒီသဘောကိုရတဲ့အခါမှာဆုံးဖြတ်ချက်နဲ့အသက်ရှင်မှာငါနာခံမယ်။ငါတန်ရှင်ခြင်းကိုနှစ်သက်မယ်။ငါဒုစရိုက်ကိုရှောင်မယ်။ငါလူကိုမကြောက်ဘူး။ငါရဲ့နှုတ်ကိုတန်ရှင်းစေမယ်။ဆုံးဖြတ်ချက်ချပြီးတော့အသက်ရှင်ပါ။ဟာလေလုယာ။ခဏတော့ကျမနဲ့သူဆက်ကရအောင်အကယ်လို့သင်ရဲ့အသက်တာမှာဒီဝိညာဉ်တော်မဆာပေးခြင်းလိုအပ်တယ်။ဖခင်ကိုသင်ကြောက်တဲ့အတိုင်းမကြောက်ဘူး။ဖခင်ကိုသင်အလေးနဲ့ထားတဲ့အတိုင်းမထားဘူး။ဒီသင်ရဲ့အသက်တာထဲမှာဒီထက်ပိုပြီးတော့ဖခင်ကိုကြောက်ရွံ့ဖို့လိုအပ်တယ်လို့ခံစားရတယ်ဆိုရင်ရှင်းနေမှာမတည့်ရက်ပြီးတော့ကျမနဲ့သူဆက်ကရအောင်။ကျမတို့ဒီထက်ပိုပြီးဖခင်ကိုကြောက်တဲ့နာဖြစ်တယ်။ဒီထက်ပိုပြီးတော့ကျမတို့နာခံတဲ့နာဖြစ်တယ်။ကျမတို့ဒီထက်ပိုပြီးတော့ဘုရားခင်ကိုလေးနက်တဲ့တယ်။ဦးစားပေးတဲ့တယ်။ကိုရောကျမတို့ကိုအလေးနဲ့မထားမိခဲ့တဲ့အရာတွေတစ်ခွလွတ်ပေးပါ။ကိုရောစကားတွေကိုချက်ချင်းနားမထောင်မိတဲ့အရာတွေတစ်ခွလွတ်ပေးပါ။ကိုရောမကြိုက်တဲ့အရာတွေကိုတတ်မမိတဲ့အရာတွေတစ်ခွလွတ်ပေးပါ။လူတွေကိုကြောက်ပြီးတော့ကိုရောကိုညှင်းပယ်ခဲ့တဲ့အရာတွေတစ်ခွလွတ်ပေးပါဒီနေ့မှာကိုရောကိုအမှန်တကယ်ကြောက်တတ်တော်သူဖြစ်စေပါဝိညာဉ်တော်မဆာပါဝိညာဉ်တော်မဆာပါကျမနဲ့သူဝိညာဉ်တော်ဖခင်ရဲ့မဆာခြင်းအဲ့တချင်းကျမနဲ့သူဆိုရဒီနေ့ဝိညာဉ်တော်ဖခင်ကတင့်ကိုမဆာပေးမှဖြစ်တယ်ဝိညာဉ်တော်တင့်ကိုထည့်ပေးမှဖြစ်တယ်ကြောက်ရွံ့ခြင်းသဘောကိုဝိညာဉ်တော်ထံမှာတောင်းခံရအောင်ဝိညာဉ်တော်ကိုညီပါဟာလေလုယာWhen you know there's a time go to your love ya bozama to know the lona the kill of bondinga go to your love bozama Shouldn't that all your love attention I will when you're not pajamas when you're not pajamas
send that love as so we in a piano beauty I send that love as so get down it we in a piano got beauty I send that love as so we in a piano I said I love as so I'm yet down it when you know near same time ya both sound just know the load the kill of both Corruption is that all you know. Attention I pull. Waiting up in your waiting up in your massage. I said I love as so. Waiting up in your teaching. I said I love as so. I'm yet down it when up in your eyes got beauty I said I love as so when up in your birthday I said I love as so I'm yet down it when up in your I said I love as so when up in shine don't teach I said I love as so I'm yet down it when up in your eyes got beauty I said I love as so when up in your baby I said I love as so I'm yet down it When you know Payaki or Sudaya, Alomepioya, when you know Genoa and Londago, show you that over the Bogo Beba, Rabba Shekatara Basso, Rabba Baba say, oh, you know, Guru Chayu Seva. Oh, Guru Chayu and when the Bogo Beba, Guru Chayu and when the Bogo Beba, Guru Chayu and the Londago Beba. Oh, so yeah, yeah, so 그러고 자유만 something to 차바래봐 그러고 자유게라리 저 그러 굴로 빌어무바 저는 걸 lumyauseba 저는 걸 lumyauseba 그러고 자유는 say the morning on the lumyauseba 그러고 자유는 when 보고 빼봐 니네 마시네 니고만 말하고 빌어무바 예수면에 말에 가우치 빼봐 예수면에 말에 가우치 빼봐 나마샤가다라마소레 Aquele meu tirema, Lurigo Chauyo neare tem anda zarema. Eten Lurim Yanago tem Chauyo neare so in Piagan Dinema tem o Lumia Sechene. Digo Mamaro, tem o Payad Keha. Lurigo Chabi attention Sechenamo, Togo Chabi attention Sechena Piane. Aquele tem Lugo Chabi attention as a Piad can alone a whole Piade. Tem o Piagan Dinema Lumia Sechene.
ရှေ့ကိုထွက်လာခဲ့ပါကျွန်မအထူးပဲဆူတောင်းပေးခြင်းနဲ့တင့်အတွက်ကျွန်မအထူးဆူတောင်းပေးခြင်းဘာကြောင့်လဲဆိုတော့ဒါအရေးကြီးရယ်ဖခင်ကတင့်ကို confident နဲ့ပြန်ပေးခြင်းနဲ့တင့်ကိုဖခင်ကစိတ်ချမှုတွေပြန်ပေးခြင်းနဲ့တင့်ကိုတင်စိတ်ချမှုမရှိတော့ဘူးတဲ့အဲ့ဒီဖခင်ကတင့်ကိုအသုံးပြုမယ်ဆိုစိတ်ချမှုမရှိဖခင်ကတင့်ကိုမျက်နှာသာပေးနေတယ်ဆိုစိတ်ချမှုမရှိတော့ဘူးဆိုရင်ဒီဖခင်ကတင့်ကိုလွတ်မြောက်စေခြင်းတာဖြစ်တယ်ထွက်လာခဲ့ပါရာဘရှခထာရာမဆုကိုဖခင်ကတင့်ကိုအောင်မြင်နေခြင်းနဲ့ဖခင်ကတင့်ကိုလွတ်မြောက်စေခြင်းနဲ့ဟာလေလုယာရာဘရှခထာရာဘရှေတေရာမရှန္ဒရာဘရှေကေပြီးတော့ဒီထဲမှာအကယ်လို့များတင်းအသက်တာထဲမှာဒီမတန်ရှင်းခြင်းတွေကနေတဲ့လွတ်မြောက်ခြင်းနဲ့စတဲ့ကျွန်မဆူတောင်းပေးခြင်းလေဒီနေ့ဘုရားခင်ကတင်းကိုလွတ်မြောက်ခြင်းကိုယနေ့ပေးခြင်းတာဖြစ်တယ်အဲ့ဒီတင်းလွတ်မြောက်ခြင်းနဲ့ဆရာမဆူတောင်းပေးပါကျွန်တော်တို့ဒီနေ့မှာကျွန်တော်ဆုံးဖြတ်ချက်ချတဲ့ဒုစရိုက်တွေကနေရုပ်တပေါ်ရတဲ့ဆုံးဖြတ်ချက်ချတယ်ဒီမူရစေဝါတွေဖြစ်ကောင်းဖြစ်မယ်အမမဟုတ်လို့ရှိရင်အတ္တပိုင်းဆိုင်ရာနှုတ်ပိုင်းဆိုင်ရာမတန်ရှင်းမှုဆိုရင်ဒီနေ့လွတ်မြောက်ခြင်းနဲ့ဆိုရင်တင်ထွက်လာခဲ့ဖို့ရတဲ့ဖိတ်ခေါ်ခြင်းဒါအရင်ရေးကြီးတဲ့အရာဖြစ်တယ်တင်ဘဝကိုအောင်မြင်ဖို့ရတဲ့အတားအဆီးပိတ်ဆို့ထားတဲ့အရာတွေဘာတစ်ခုကိုမလက်ခံပါနဲ့ရာမရှခထာလာဘရှေဒေရာဘဘာဘာဒီမရှိယူစနာကခေါင်းဆောင်နေတယ်ကျွန်မနဲ့အတူလာပြီးတော့ဆူတောင်းပေးစေချင်တာဖြစ်တယ်သူတို့အားလုံးမှာကျွန်တော်လက်တင်ပြီးတော့ဆူတောင်းပေးရအောင်ဘုရားကသူတို့ကိုလွတ်မြောက်ခြင်းပေးဖို့ဆူတောင်းရအောင်အနောက်မှာရှိရတဲ့တွေလည်းလွတ်မြောက်ခြင်းနဲ့ဆူတောင်းရအောင်ဒီနေ့မှာဘုရားကလွတ်မြောက်ခြင်းပေးမှာဖြစ်တယ်အိုးရာမစီရီယာနာလာမရှေဒေရှေးရင်ခြင်းတို့ဆူတောင်းရအောင်အားလုံးပဲဖခင်ကရဲရင်စေပါကျွန်တော်တို့ကိုကိုရောကိုကြောက်ရွံ့လေရဲရင်တော်သူတွေဖြစ်စေပါဖခင်ခိရိယာတာရမရှာတာလာမဆောကိုရမဆေအော်နှလုံးသားတော်လုံးနဲ့ဆူတောင်းရရမဆေခေရမရှာတာရဲရင်နဲ့ဆူတောင်းခြင်းနဲ့ဆူတောင်းရအော်ကိုရောရဲရင်ခြင်းကိုပေးပါအော်စိတ်ချမှုတွေပြန်ပေးပါဒီလူတွေကိုလွတ်မြောက်စေပါလွတ်မြောက်စေပါ Feel the man go in the name of Jesus လူတွေကိုကြောက်ရွံ့တဲ့လူအရာတွေအော်ယေရှုသမီးဖြတ်တော့ပါသာရဘုရားကိုကြောက်ရွံ့သောလူငယ်တွေဖြစ်စေပါသာရဘုရားကိုကြောက်ရွံ့တဲ့အတ္တကြောင့်ကိုပေးတော်မူပါဖာရမဆေဒေဘေရှာခတာလာဘဆောရမမ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 မအိုခိရိယာဒါလာဘရှာဒေစီရိယာဒါလာဘရှာဒါလာဘဆောဒေရမမ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 ဆောကေအိုwhen you know paya your massage when you pay your massage I said that Lord so when you pay your DJ I said that Lord so I'm down when you know that money I should maybe pray hallelujah when you pay your scap your I said that Lord so
ဝိညာဉ်တော်ဖျားရဲ့ပိတ်သိမ်းခြင်းအစင်သာလို့အဆုံးအမြဲတောင်းတနေရ ယေရှုဖခင်နာမနဲ့တမီဆုတောင်းပါတယ်ဒီမှာရှင်ရဲ့လူငယ်တွေရဲ့အပေါ်မှာမာနရဲ့ခြိနှောင်ထားတဲ့ကျိုးတွေအားလုံးကိုယေရှုရဲ့အခွင့်အာဏာယူလက်ဖြေလွတ်ပါတယ်ဒီလူငယ်တွေကိုဒီနေ့လူတွေကိုကြောက်ရွံ့စေတဲ့အရာကနေလွတ်မြောက်စေတယ် အာမင် ယောဂဝေဒနာတွေကိုကြောက်ရွံ့နေတဲ့အရာကနေလွတ်မြောက်စေတယ်မိမိကိုယ်ကိုမိမိစိတ်ချဖို့မရှိတဲ့အရာကနေလွတ်မြောက်စေတယ်သူတို့တွေကိုကိုယ်ပေးထားတဲ့ရဲရင်ခြင်းတွေပြန်ပေးပါအဖာကိုယ်ဟာကြောက်ရွံ့ခြင်းစိတ်ကိုမပေးပါဘူးတကူပါတော့စိတ်ရှင်းလင်းသောစိတ်ကိုကိုယ်ပေးတော်ဖရားဖြစ်တယ်သူတို့ကိုယခုပင်ထည့်ပေးတော့မပါဝိညာဉ်တော်ဖရားဝိညာဉ်တော်ကျွန်တော်တို့ကိုကြောက်တတ်တော်သူတွေဖြစ်စေပါကိုရိုရှိမှာဖះเจ้าမှာဖြစ်သည်ဖြစ်ပါစေလုပ်ငန်းထဲမှာဖြစ်နေသည်ဖြစ်ပါစေကိုရိုကိုယ်ရမှာဆိုတဲ့အရက်ဘေးနေရာမှာမရှိပါဘူးဖာလူတွေကိုယ်ရမှာကိုရိုရှိနေသေးတယ်ဆိုတာကိုအမြဲသိစေပါအဲ့ဒီရောက်ကိုသိလေကြောက်ရွံ့သောစိတ်တော်ကိုကျွန်တော်တို့ကိုပေးပါဖာကိုရိုပြောတဲ့စကားကိုအစစ်အမြဲနာခံတတ်စေပါချို့သောလူငယ်တွေဒီထဲမှာဖះတကယ်တင့်ကိုလုတ်ခိုင်းတဲ့အရာရှိရဲ့တစ်စုံတစ်ခုတဲ့ကိုဖျားကအစပြုခိုင်းတဲ့အရာရှိတယ်။ဒါပေမဲ့တဲ့အဲ့ဒီအရာအရန်ကြီးလို့နဲ့အရန်စိန်ခေါ်မှုများတယ်တဲ့အတွက်တင်သိတယ်အဲ့ဒါကိုတင်လို့ရင်ဖိုးခပေးရမှတင်သိတယ်။အဲ့ဒီအတဲ့မပေးနိုင်ဘူးလို့တင်ခံစားရတယ်။အဲ့ဒါတင်မလုပ်ဘဲနဲ့တင် silent နေတယ်ဆိုရင်ဒီဖျားကတင်ကိုပြောတယ်။ငါသမီးငါသားငါကိုပဲကြောက်ပါပြဿနာတွေကိုမကြောက်နဲ့အခက်ခဲတွေကိုမကြောက်နဲ့လူတွေကိုမကြောက်နဲ့ကြုံလာမဲ့ပေးရမယ့်အဖိုးခါတွေကိုမကြောက်နဲ့ငါ့ကိုပဲကြောက်ပါငါ့ကိုကြောက်ရင်မင်းအဲ့ဒါတွေကိုတော့ကြောက်စရာမလိုဘူးငါမင်းကိုခရုစိုက်မယ်ငါမင်းကိုမာစားပေးမယ်ဘုရားခင်သူတို့ကိုခေါ်ထားတယ်ဆိုရင်အဆုံးတိုင်အောင်သွားနိုင်ဖို့အတွက်မာစားပေးပါခုမင်းသမီးကောင်းချီးပေးပါတယ်ဘုရားခင်မာစားပါနာခံနိုင်မှုမာစားပါလောကရဲ့ဆွဲအားတွေကိုကြော်လွန်နိုင်တဲ့အခွင့်ကိုပေးပါတန်ရှင်းခြင်းအသက်တာထဲမှာတွာလာနိုင်မှုမဆာပါပြုတ်ကမိတဲ့ဒုစရိုက်တွေကိုခွင့်လွှတ်ပေးပါကိုရဟတနာခြင်းကယူနာတဘောရှိတဲ့ဖရားဖြစ်တဲ့အတိုင်းကျွန်တော်တို့ရဲ့ဒုစရိုက်တွေကိုခွင့်လွှတ်လျက်ကျွန်တော်အသက်တာမှာပြန်လဲအသက်ရှင်ချင်ပါတယ်ဆိုတဲ့လူတွေကိုမဆာပေးပါဝိညာဉ်တော်တန်ရှင်းခြင်းအသက်တာမှာအသက်ရှင်နိုင်မှုမဆာပေးပါလွတ်မြောက်စေပါသူတို့ရဲ့နှုတ်တွေကိုတန့်ရှင်းစေပါဖာဝိညာဉ်တော်မဆာပါကိုရတာကျွန်တော်တို့ရဲ့အလုံးအစုံသောအရာဖြစ်ပါတယ်ကိုရိုကိုချစ်ကြတဲ့လူငယ်တွေတယောက်ချင်းစီတိုင်းကိုကိုရိုဘုံတော်အတွက်ရောက်တဲ့နေရာတိုင်းမှာအသက်ရှင်နိုင်ဖို့ရန်အတွက်ကိုရိုကိုကြောက်ရွံ့သောသဘောကိုပေးတော်မူပါကိုရိုရဲ့တတ်သိတွေဖြစ်ကြစေပါဒီနေ့လာကြတဲ့လူငယ်အယောက်ချင်းစီတိုင်းဟာမလေးရှားနိုင်ငံမှာကိုရိုရဲ့တတ်သိတွေအနေနဲ့သုံးပြတော်မူပါကိုရိုရဲ့ဘုံတော်သူတို့ပေါ်မှာချီးစွာနေရာယူတော်မူပါကိုရိုဖယားနဲ့သူတို့နဲ့အတူတူအလုပ်လုပ်ပါသူတို့လှုပ်တဲ့အရာတွေမှာကိုရဲတကိုဘိတ်တိုင်းနဲ့လှုပ်နိုင်မှမိကြောင်းချစ်စေပါဖာဒီထဲမှာကိုရောမဘိတ်တိုင်းနိုင်တဲ့လူတယောက်မှမရှိပါဘူးကိုရောအလုံးမလှုပ်ချင်တဲ့လူတယောက်မှမရှိပါဘူးဖာသူတို့နဲ့တို့ကိုရကြီးစားလို့လေကိုရရဲ့တက်တဲ့ကိုမလေးရှားတဲ့နိုင်ငံလုံးမှာထင်ရှားစေပါဖာမဆာတော်မူပါသူတို့ကိုရဲရဲချင်းနဲ့ပြန်ပေးလေထင်ရှားစွာလှုပ်နိုင်တဲ့သူတွေဖြစ်စေတော်မူပါဝိညာဉ်တော်မဆာတော်မူပါဖာယေရှုပြုတော်မူပါဝိညာဉ်တော်ယေရှုပြုတော်မူပါဝိညာဉ်တော်ဖခင်ရဲ့မဆာခြင်းကိုလိုအပ်ပါတယ်ဖာဝိညာဉ်တော်ဖခင်ရဲ့မဆာခြင်းအစင်သာတော်အဆုံးဝိညာဉ်တော်ဖခင်ရဲ့တုန်တီခြင်းအစင်သာတော်အလုံးပြောရဝိညာဉ်တော်ပြောရတောင်းတနေတာဘုရားလိုအပ်ပါတယ်ဖာဝိညာဉ်တော်ဝိညာဉ်တော်ဖခင်ရဲ့စကားပြောခြင်းအစင်သာတော်အဆုံးဝိညာဉ်တော်ဖခင်ရဲ့ပိတ်သိမ်းခြင်းအစင်သာတော်အဆုံးအမြဲတောင်းတဝိညာဉ်တော်ဖခင်ရဲ့မဆာခြင်းဝ
ဝိညာဉ်တော်ဖျားရဲ့မဆာခြင်းအစင်သာလို့အဆုံးဝိညာဉ်တော်ဖျားရဲ့တော်ကြည်ခြင်းအစင်သာလို့အဆုံးအမြဲတမ်းတာနေတာ ဝိညာဉ်တော်ဖျားရဲ့စကားပြောခြင်းအစင်သာလို့အဆုံးဝိညာဉ်တော်ဖျားရဲ့ဖိတ်သိမ်းခြင်းအစင်သာလို့အဆုံးအမြဲတမ်းတာနေတာ ယေရှုကိုချီးမွမ်းလိုက်ယေရှုဖခင်နာမနဲ့တမန်ဆုတောင်းကြပါရဖာအာမင်ဟာလေလုယာ အာမင် ဘေးကလူနှုတ်ဆက်လိုက်ပါအောင်ဖခင်ကိုကြောက်ရွံ့နေသူနဲ့အတူတွေ့ရတာဝမ်းသာပါတယ်လို့ဖခင်ထူကောင်းချီးပေးပါစေ